ကမ္ဘာနေရာအသီးသီးမှာရှိကြတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတိုင်းရင်းသားညီကိုမောင်နှမများအားလုံးမင်္ဂလာပါလို့ဥဆောင်နှုတ်ခွန်းဆက်ပါတယ်ကျွန်တော်တို့ဒီနေ့ညမှာမလွဲမရှောင်သာအခြေအနေလေးတွေကြောင့်ကျွန်တော်အနေနဲ့ရှင်းလင်းစရာကိစ္စလေးတွေရှိလို့လူတို့နဲ့တွေ့ဆုံဖို့စီစဉ်ရခြင်းဖြစ်ပါတယ်ခဏလောက်နေရင်စရအောင်ပါเนาะကျွန်တော်တို့အချိန်ရန်ကြီးမဆွဲပဲနဲ့ဟုတ်ကဲ့ဒီနေ့ညဒီကျွန်တော်တို့လူတို့နဲ့တွေ့ဆုံဖို့စီစဉ်ရတဲ့အကြောင်းအရာကတော့တချို့အားလုံးလည်းတည်ပြီးသားဖြစ်မှာเนาะဟိုဒီနေ့ကကျွန်တော်တို့ဒီမပန်ဆဲလို့လိုက်လွန်ပြီးတော့ပြောချသွားတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဒါလူလူတွေစိတ်ညစ်နေမှာလဲစိုးပါတယ်နော်ဒါပြဿနာသဘောမျိုးလဲမမြင်စေချင်ဘူးပြဿနာဆိုတာတော့ပြဿနာပေါ့ဗျာဒါကကျွန်တော်တို့ဒီကလေးတွေလည်းမဟုတ်တဲ့အတွက်နော်လိုက်မှာပြောနေတယ်လို့အပြန်အလှန်ဒါရန်ဖြစ်တာမျိုးလည်းမဟုတ်ဘူးကျွန်တော်အနေနဲ့လည်းသူပြောသွားတာတွေနဲ့ပတ်သက်ပြီးတော့လိုက်မှာကျွန်တော်တို့အောင်သမားတွေညနေစင်းဆိုင်ပြီးတော့ပြည်သူလူထုရှေ့မှာပဲအေးစေးစေးရှင်းလင်းကြဖို့ကျွန်တော်ခေါ်ပြခဲ့ပါတယ်ဒါပေမဲ့အခြေအနေအရသူ့အနေနဲ့ဒါအဆင်မပြေတော့ကျွန်တော်ကိုယ့်အကိုပဲတက်လာပြီးတော့ဒါရှင်းလင်းရခြင်းဖြစ်ပါတယ်ဒီလိုအနေထားမှာတော့မှဒါကျွန်တော်အနေနဲ့အားလုံးပြည်သက်တွေလည်းပြန်ကြည့်ပါနော်ရှေ့မှာကလေးကကျွန်တော်တို့ဒါအပြန်လန်တိုက်ခိုက်ဖို့ရမျိုးအနေနဲ့လည်းကျွန်တော်ဒီဥစ္စာတွေကိုလောက်ရခြင်းမဟုတ်ဘူးဒါရှင်းလင်းဖို့ရအတွက်တက်ပဲဘာဖြစ်လို့လဲဆိုတော့တိုက်ခိုက်တယ်လို့ဆိုရင်တောင်မှကျွန်တော်အနေနဲ့ဒီမတ်ပန်လဲသူ့ဒီဒေါ်လာရေးမှာထောက်ဖို့တယောက်အဖြစ်နဲ့လုပ်နေတာသူ့အားနဲ့သူကြံတဲ့ကိစ္စတွေဘယ်သူဘာပြောကျွန်တော်အနေနဲ့ဒါကောင်းတဲ့လဲအရန်ကြီးမထားဘူးပေါ့နော်ကျွန်တော်ဒေါ်လာရေးသမားဆိုတော့ဒီလိုပြောလာရင်ဒီလိုလားဆိုတာတော့ရှိတယ်ဒါပေမဲ့အရန်ကြီးကောင်းတဲ့လဲမထားဘူးအားလုံးလည်းသိတဲ့အတိုင်းပဲကျွန်တော်ပုဂ္ဂိုလ်ရေးကိုဘယ်သူမှလည်းမတိုက်ခိုက်ဘူးဒါသူမတ်ပန်နဲ့ပတ်သက်ပြီးတော့လဲကျွန်တော်စပြီးတော့ဒီလိုမျိုးတိုက်ခိုက်တာလည်းမဟုတ်ဘူးအခုလဲတန်ပြန်တိုက်ခိုက်တာမဟုတ်ဘူးဒါပေမဲ့ဖြစ်တဲ့ဖြစ်ထိုက်တဲ့ကိစ္စတွေကတော့ကျွန်တော်ရှင်းလင်းပြရအောင်အားလုံးပြန်ကြည့်လိုက်ပါလွန်ခဲ့တဲ့လတော်ကြာကလည်းကျွန်တော်စကားထက်တယ်တော့ဖြစ်နေလဲဦးမယ်နော်ခင်ဗျားတို့တွေမနိုင်တော့မှန်းသိလို့ကျွန်တော်တို့တိုင်းသားညီကိုမောင်နှမတွေကြိုးဝိုင်းပေါ်တက်ပြီးထိုးလာရတာနော်ကျွန်တော်တို့ကိုကြိုတာဖနှောက်နေနဲ့ခင်ဗျားတို့ကြိုတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ပြန်ဆင်းသွားရအောင်ကလည်းဒီဘွဲကရှုံးလို့မဖြစ်ဘူးကျွန်တော်တို့တွေကပြည်သူတွေကဘဝကိုလောင်းကြီးထပ်ထားရတာမျိုးနော်တချို့တွေကထိုးကြီးတွေတနင်တဘိုးနဲ့ကြိုးဝိုင်းပေါ်ကဆင်းသွားရုံပဲဆိုတာကျွန်တော် post လေးတင်လိုက်တယ်သူအဲ့ဒီထဲမှာဘာကိုနာသွားတယ်တော့မသိဘူးကျွန်တော်သူ့ကိုလည်းအဲ့လိုမျိုးပြောတာလည်းမဟုတ်ဘူးနိုင်ငံရေးနဲ့ပတ်သက်လာပြီးတော့ကျွန်တော်တို့ကြုံနေရတဲ့နိုင်ငံရေးအတိုင်းအဝိုင်းမှာကျွန်တော်တို့ထဲဝင်လာတဲ့အချိန်ကျွန်တော်တို့အပေါ်မှာကြိုးစိုးမှုတွေစိုးဝါးတာကြောင့်ကျွန်တော်အဲ့ဒီ post ကိုတင်တာဒါပေမဲ့သူအဲ့ဒီပို့မှာအားလုံးလည်းသိပြီးသားပဲကျွန်တော်ကိုပဲຫນွေဦးမင်းအွန်လိုင်းလို့သူရည်ရွယ်ပြီးတော့ပြောတာကျွန်တော်သိတယ်ကြံတဲ့လူတွေလည်းသိတယ်သူကိုယ်တိုင်လည်းဟိုနေ့ကလိုက်မှာပြောသွားတယ်နော်တဲ့ပဲပေါ့ကျွန်မခင်ဗျကိုနဂါကိုပြောတာဆိုရင်ပြောတာပဲပေါ့နော်အဲ့ဒီလိုမျိုးပဲပေါ့အဲ့ဒီတော့ကလည်းဒါအားလုံးသိတဲ့အတိုင်းပဲတချို့တွေဆိုရင်လာပြီးတော့ဖြည့်ရှင်းမှာပြောပါဆိုတာမျိုးတွေလုပ်တယ်ကျွန်တော်ခေါင်းထဲမှာလည်းမထားဘူးထားလိုက်လူဆိုတာတစ်ချိန်တစ်ခါအပြောမှဆိုမှရှိတတ်တယ်ခွန့်လွတ်လိုက်ဆိုပြီးတော့ကျွန်တော်ပြစ်ထားခဲ့တာနော်အခုလဲဘာမဆိုင်ညာမဆိုင်ကျွန်တော်တို့ဒီမှာလာပြီးတော့post တစ်ခုတင်နေဒါကျွန်တော်အနေနဲ့ဒါဒီလိုဆိုတာမျိုးကျွန်တော်နာမည်မထည့်အောင်တမဲပဲနော်သူတို့ဒီမှာ post တင်ပြီးတော့ဒါပြောတယ်ခလိကလားလည်းမဟုတ်ပါဘူးပြောချင်လဲတက်ပြောပေါ့သူပြောတယ်လို့ကျွန်တော်နဲ့သူနဲ့ contact ရှိနေတာပဲကျွန်တော်ကိုသူထပ်ပြောခြင်းလာပြောပေါ့နော်အဲ့လိုမျိုးပြောလို့ရတဲ့ကြားထဲကနေဒီမှာ post တင်ပြီးတော့သူပြောတယ်ကျွန်တော်အနေနဲ့ဒါပေမဲ့ဒါကိုတုံ့ပြန်ပြီးရန်ဖြစ်တာလည်းမဟုတ်ဘူးရန်ဖြစ်ပြီးဆဲဆိုတဲ့ပုံစံမျိုးတွေလည်းကျွန်တော်ပြောနေမှလည်းမဟုတ်ဘူးဒီသူတွေလည်းအားလုံးသိပြီးသားပဲနော်ကျွန်တော်ရှင်းတိုက်တဲ့ဟာကဒီဟာကမှားတယ်ဒီဟာကမှန်တယ်ဒီဟာကကျွန်တော်ကိုတော့ဒီလိုမပြောသင့်ဘူးဒါကတခြားသူတွေမှလည်းဒီလိုရှိတယ်ဆိုတာမျိုးကျွန်တော်ရှင်းလင်းဖို့လောက်ပဲကျွန်တော်ဒီဟာကိုပြောပြခဲ့တာနော်အဲ့ဒါလဲကျွန်တော်တို့ပြည်သူလူထုတွေနားလည်စေခြင်းတယ်အခုလဲဟိုဒီနေ့ကအားလုံးသိတဲ့အတိုင်းပဲဒါမတ်ပန်အနေနဲ့သူပြောတဲ့စကားပေါ့နော်ကျွန်တော်ကမရပါဘူးအော်နေလို့ဆိုပြီးတော့သူပြောလာကျွန်တော်ကမရပါဘူးလေအခုအော်နေတာမဟုတ်ဘူးနော်ကျွန်တော်တို့ဒေါ်လာကြီးအစပိုင်းမှာကျွန်တော်တို့မရတာကိုမရဘူးဆိုတဲ့အကြောင်းလူထုသိအောင်ကျွန်တော်ခဏပြောခဲ့တယ်အားလုံးပြောသလိုပဲကျွန်တော် MRD အတွက်လည်းမဟုတ်ဘူးငကားအတွက်တင်လည်းမဟုတ်အားလုံးအတွက်ကျွန်တော်ပြောတာ
အားလုံးတော့ကျွန်တော်ပြောခဲ့တယ်အဲ့ဒီလိုပြောပြီးတဲ့နောက်မှာလည်းမြေပြင်မှာဒါထိုက်တဲ့လောက်ရောက်လာလို့ကျွန်တော်မပြောတော့ဘူးအခုပြောနေတာကနော်ဆိုအားလုံးနဲ့ဒီကျွန်တော်တို့စကိုင်းတိုင်းရဲ့မြေပြင်အခြေအနေတွေကြောင့်ကျွန်တော်လူသိအောင်သူတို့ကိုလည်းကျွန်တော်အရင်ပြောတယ်နော်တချို့ကပြောတယ် MOD ကိုဖုန်းဆက်တွေလဲရရတဲ့နဲ့ contact လက်ရှိရတဲ့နဲ့ဘာလို့ line ပေါ်တက်ပြောတာလဲဟုတ်တယ်ပြည်သူတွေကျွန်တော်ကိုအဲ့လိုမေးတင်တယ်နော်ဒါပေမဲ့ကျွန်တော်ပြန်ဖြေပြမယ်ဝင်ကြီးကိုယ်တိုင်ကျွန်တော်နဲ့မျက်နှာချင်းဆိုင်ပြီးတော့စကားလည်းပြောခဲ့တယ် contact လည်းရှိတယ်နော်ဟိုးအရင်ကလည်းရှိတယ်မြေပြင်ကပြဿနာတွေကိုကျွန်တော်ဓာတ်ရိုက်ပြောဘူးတယ်ပြဿနာတွေရှိရင်ဓာတ်ရိုက်ဆက်သွယ်ပြီးပြောပါကိုယ်ကအနေနဲ့ line မလွတ်မှာနဲ့ public မှာမပြောပါနဲ့လို့တာပြောတာတကယ်ဆက်သွယ်ပြီးပြောတဲ့အခါမှာလည်းဘာမှတုံ့ပြန်မှုကောင်းကောင်းမွန်မွန်မရှိဘူးကောင်းကောင်းမွန်မွန်ကိုမရှိဘူးဗျာတုံ့ပြန်မှုကိုမရှိဘူးလို့ပြောရလောက်အောင်မယ်နော်အခုလဲဝင်ကြီးနဲ့လူချင်းတွေ့ပြီးပြန်လာတဲ့နောက်မှာကျွန်တော်ကိုဂျာကန်ဆက်သွယ်ဖို့လူတယောက်ပေးထားတယ်အဲ့ဒီလူတယောက်အပြင်သူကိုယ်တိုင်လဲသူနဲ့ဓာတ်ရိုက်ဆက်သွယ်ဖို့ contact ပေးထားတယ်အဲ့ဒီမှာမြေပြင်ကအလွဲတွေကိုကျွန်တော်စာပို့တယ်ဝင်ကြီး reply တောင်မပြန်ဒါကိုယ်ကအနေနဲ့ဘာဖြစ်လို့ပြောရတယ်ဆိုတာကိုသိအောင်ကျွန်တော်ပြောပြကျွန်တော်တို့မြေပြင်မှာじゃဆိုးရတဲ့အခြေအနေတွေရှိနေပြီ rebound လုပ်စရာတွေရှိတယ်နော်ပြဿနာတွေရှိတယ်မြေပြင်မှာဒေါ်လာရေးကိုပျက်စီးပြိုလဲသွားစေနိုင်တယ်လူလူတွေစိတ်ပြတ်သွားစေနိုင်တယ်ဆိုတဲ့အချက်လက်တွေဖြစ်နေတယ်ဒါတွေကိုပြင်ဖို့ကျွန်တော်ပြောတာအားလုံးလည်းသိပြီးသားပဲမြေပြင်မှာ COC အောက်ကပါဆိုတဲ့လူတွေအပြန်လန်ပြတ်တက်နေကြတာဒါတဲ့တယ်ပဲမကြရင်လည်းမတက်နိုင်အဲ့ဒါတွေအခုကြားလာရပြီနော်ဒီနှစ်မှာစိုးစိုးဝါးဝါကြားလာကြပြီခင်ဗျားတို့ဆက်မတားနိုင်ရင်ဆက်မထိန်ချောင်းနိုင်ရင်ဘယ်သူကမှလည်းဒါကိုတာဝန်ယူတာဝန်ခံမှာမဟုတ်ဘူးကျွန်တော်ဒီလောက်ဆိုမြင်နေပြီဆက်ပြီးစိုးဝါးတာတွေကြုံလာရလိမ့်မယ်အဲ့ဒီထဲမှာငကားတို့အခုချိန်ထိမပါစေရဘူးတော့ကြိုက်တဲ့သမိုင်းကိုလှန်ကြည့်ကြိုက်တဲ့သတင်းနဲ့လာခဲ့ကျွန်တော်အားလုံးကိုလည်းဖိတ်ခေါ်ထားပြီးသား COC အောက်မဝင်ပါဘူးဆိုတဲ့ငကားတို့က COC 2ရက်ထဲက Code of Conduct ဆိုတာကိုလည်းလေးစားတယ်ကျင့်ဝတ်ကိုလေးစားတယ် Chain of Command ဆိုတာကိုလည်းကျွန်တော်တို့အဖွဲ့မှာရှိပြီးသားပဲဖောက်ပြန်ရင်ဖောက်ပြန်တဲ့လူအပြစ်ပေးတယ် Code of Conduct ဆိုတဲ့စစ်တီတော်ကျင့်ဝတ်ကိုချိုးဖောက်ရင်ချိုးဖောက်တဲ့လူကိုအပြစ်ပေးတယ်ငကားတို့လူသက်တဲ့ထဲလဲမပါဘူးခုချိန်ထိအပြန်အလှန်ပြစ်ခတ်တဲ့ထဲလဲမပါဘူးနော်ကျွန်တော်တို့မှာဒေါသထွက်စရာတွေတနက်ကိုဘောက်လိုက်ဆွဲပစ်ချင်လောက်အောင်စိတ်တူစရာတွေပြဿနာတွေကျွန်တော်တို့အဆွခံရတယ်အတုခံရတယ်ကျွန်တော်တို့အခုချိန်ထိအဲ့ဒါမျိုးလုံးဝမဖြစ်ခံဘူးဒါအားလုံးလည်းသိမှာပဲကျွန်တော်အများကြီးထိမ့်သိမ့်နေအခုပယောဂတွေဝင်ပြီးတော့ကျွန်တော်အဖွဲ့ထဲမှာကျွန်တော်အဖွဲ့လို့တော့ပြောလို့မရပါဘူး NUG အောက်ကနေပြန်ဝင်လာတဲ့အဖွဲ့ကျွန်တော်တို့ဒီပင်မအဖွဲ့တော့မဟုတ်ဘူးเนาะကျွန်တော်တို့အဖွဲ့ကိုလာပြီးမယိုးမသားလာလုပ်တယ်เนาะလက်နက်တွေကဲ့ထုတ်တဲ့ပြဿနာတွေဖြစ်တဲ့တက်တွန်းမှာပြန်တောင်မဝင်ရသေးဘူးသစ္စာဖောက်မှုဖြစ်တယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့တတ်တာဖြတ်တာတွေတတ်တာဖြတ်တာတွေမလုပ်ဘူးအေးစေးစေးနဲ့ကျွန်တော်လက်နက်တွေလည်းပြန်ရအောင်ကျွန်တော်လုံးလိုက်နိုင်တယ်ပြဿနာလည်းရှင်းအောင်ကျွန်တော်ရှင်းလိုက်နိုင်တယ်နော်ထားတော့ကျွန်တော်အဲ့လိုပြောနေတာကအခုပြောတဲ့အပြန်အလှန်လူတက်မှုတွေ COC အောက်ကပါဆိုတဲ့လူတွေအပြန်အလှန်တက်ကြဖြတ်ကြတာတွေဟိုမှာကျွန်တော်တို့မြို့နယ်မှာကဲပြောရတော့မယ်ဓမြမှုတွေတရှိတယ် COC အောက်ကပဲနော်ကြားမှာပဲအလောင်းတော်ကတ်တပကပစ္စည်းတွေဓမြတိုက်သွားတာ COC အောက်ကဟာတွေပဲစောစောကလူတက်မှုတွေဖြစ်တဲ့အပြုံလိုက်အဲ့ဒါ COC အောက်ကဟာတွေပဲနော်ဟိုမှာမတ်ပံပြောသွားတဲ့အထက်မှာတောင်ပါတယ် PRA တို့ရှိတယ်ဘာသတင်းမှမကြားဘူးဆိုတာအဲ့ဒါဟိုတနေ့ကမြိုင်ဘက်ကဖနဲ့အဲ့ဒီဘလဲ PRA ကဘလဲမျိုးနေပအဖဘကဖအောက်ကရင်ကိုဖြစ်နေပြီ PRA ကဟိုဘက်ကမြိုင်ဘက်ကဖနဲ့တက်ကြဖြတ်ကြတယ်ငကားရဲဘော်တွေတောင်ပါသွားသေးတယ်ကျွန်တော်တို့ရဲဘော်တွေကိုပြန်ဆွဲထုတ်ထားနိုင်လိုက်တယ်ဘာမှအထင်ကိုလည်းမဖြစ်ဘူးသူတို့တက်တဲ့ဖြတ်တဲ့ထဲလည်းမပါဘူးဘာမှသတင်းမကြားပါဘူးဆိုတဲ့ဟာကိုပြောပြတာနော်တကယ်တော့အဲ့ဒီလိုစီးမဲ့ကမ်းမဲ့ကိစ္စတွေထဲမှာကျွန်တော်တို့မပါခဲ့တာနော် COC အောက်ကဟာတွေပြောင်းဆန်လို့အဲ့ဒါကြောင့်ကျွန်တော်ပြောနေတာအဲ့ဒါကြောင့်ဟိုကိုအတွန်းကိုလည်းချိတ်ဆက်တယ်အတွန်းကိုပြောလို့ရပါရဲ့နဲ့ဘာလို့ public ကိုမပြောတာတော့ကျွန်တော်ခဏခဏပြောတယ်ကျွန်တော်မှတိုင်တယ်စရာတိုင်တန်းစရာမပန်ဆယ်လို့မေးတယ်ဘဒုကိုတိုင်တယ်နေရတော့ပြည်သူကိုတိုင်တယ်နေတာကျွန်တော်နော်လူသက်မှုတွေအများကြီးရှိတယ်ကျွန်တော်ပြောလိုက်ရင်ခင်ဗျားတို့လန့်တောင်သွားအောင်မယ်ဒါဟိုတနေ့ကကျွန်တော်နမူနာတစ်ခုထုတ်ပြသွားတယ်အဲ့လိုတွေကြောင့်ကျွန်တော်ပြောတယ်အခုလဲကျွန်တော် live တွေဘာလို့ခဏခဏတက်တယ်လဲဆိုတော့ပြည်သူတွေနိုင်ငံရေးအသည့်ကျွန်တော်သိတာလေးကိုမျှဝေခြင်းတယ်နော်မြေပြင်ကဒီလိုမျိုးဒေါ်လာရေးပြိုကွဲသွားနိုင်လောက်တဲ့ပြဿနာတွေကိုအစိုးရကိုပြောတယ်မရတော့ပြည်သူတွေသိအောင်ကျွန်တော်ပြောတယ်ဥမာကရင်နီတို့အောင်မြင်နေပြီစကိုင်းဘာလို့မအောင်မြင်တယ်လဲရှင်းရှင်းလေးရဲ့
ကရင်တွေတို့ကအဲ့ဒီအရှုပ်တွေကိုအစောကလေးရှင်းပြတာဘယ်ပါအဖဘာကဖမှလက်မခံဘူးနော်သူတို့ကလည်းသူတို့မြေပြင်ကိုစနစ်တကျမြေပြင်ကလူနဲ့ပဲကိုကဲတာအောင်မြင်နေအခုအောင်မြင်နေနဲ့ပြောနေတာမှန်တယ်ကျွန်တော်တို့ဒေါ်လာရဲ့အောင်မြင်နေပြီဘယ်နေရာတွေတုံးလို့ကြည့်လိုက်တိုင်းရင်းသားတွေသူတို့နေရာကိုသူတို့ကိုယ်တိုင်စီမံခန့်ခွဲနိုင်တဲ့နေရာတွေကအောင်မြင်နေတာကျွန်တော်တို့စကိုင်းကဒေါ်လာရေးမှာအောင်မြင်ဆုံးဖြစ်ပြီးတော့အခုဗျံပရာတွေဖြစ်ကုန်တယ်ပါအဖဘကဖမရှိသင့်ဘူးလို့ကျွန်တော်မပြောဘူးနော်ပါအဖရှိရမယ်ဘကဖရှိရမယ်နော်ပါလာဖပြည်သူလုံခြုံရေးနော်တမျိုးနယ်မှာ90ဆို90 100ဆို100တော်ပြီပေါ့ပါလာဖလူကြီးရဲ့အကန့်အသတ်နဲ့နော်ပါအဖကတော့မျိုးနယ်အလိုက်ကြေးရွာအလိုက်ဖွဲ့ဘကဖနဲ့ PDF ကတခုရှိရင်ရပြီအဲ့ဒါတွေကိုကျွန်တော်အကျယ်တဝန်းတော့ရှင်းမပြချင်တော့ဘူးအကုန်လုံးရှိဖို့လိုပါတယ်ဆိုတဲ့လူတွေနိုင်ငံရေးတတ်သိပညာရှင်ကြီးတွေဘာကြောင့်အဲ့ဒါတွေကရှုပ်ထွေးတယ်မလိုဘူးဆိုတာကိုကျွန်တော်မျက်နှာချင်းဆိုင်ပြီးတော့ဆွေးနွေးပါမယ်အဲ့ဒါလိုချင်လာခဲ့ဘသူအနေနဲ့နော်ဖွဲ့ဖို့လိုတယ်ပါအဖဖွဲ့ဖို့လိုတယ်အုတ်ချုပ်ရေးအစားထိုးဖို့နော်ဒေတာတွန်းနော်ရဲသဘောမျိုးပြည်သူကိုဒီပါအဖကိုထောက်ကန်ဝန်းရံပေးဖို့ပါလာဖတမျိုးနယ်ကို100ဆို150ဆို50 80ဆို80အဲ့လောက်ဆိုလုံလောက်တယ်ကျန်တာကတိုက်ခိုက်ရေးလုပ်နေဖို့ပကဖမြင်ပကဖ PDF မြင် PDF နာမည်တစ်ခုဆိုရပြီပကဖဆိုတာလဲပြည်သူကာကွယ်ရေးတပ်ဖွဲ့ People Defense Force ဆိုတာလဲမြန်မာလိုပြန်ရင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဩဝါဒတစ်ခုတည်းကိုမြန်မာလိုအင်္ဂလိပ်လိုအလုံးရှုံနေမြေပြင်မှာလဲပကဖကအာဏာရှိတာလား PDF ကအာဏာရှိတာလားကိုမသိဘူးပြောင်းနေစမ်းနေတာနော်အဲ့ဒါတွေနဲ့ဒေါ်လာရေးလဲလုံးလို့မရဘူးငကားတို့နော်မပန်စဲလိုပြောသွားတယ်ကာကွယ်ပါခရိုင်ကိုတိုက်ပါဘာလို့မအောင်မြင်တာလဲကျွန်တော်တို့လည်းဟုတ်တယ်လောက်ရကိုခတ်နေပြီသူတို့ကတရားဝင်နေဆိုတော့ဟာဟိုနားကတော့လောက်ခွင့်မရှိဘူးဒီနားကတော့လောက်ခွင့်မရှိဘူးဆိုတခါလေဟိုတနေ့ကကျွန်တော်ပြောတယ်နော်ကျွန်တော်လိုက်မှပြောတယ်ပြန်သွားရှာကြည့်ကျွန်တော်တို့ရန်သူကိုဝိုင်းထားတဲ့ဟုတ်သားအဲ့ဒီပကဖကထုတ်ပေးသွားသလားတောင်ထင်ရတယ်သူတို့နေရာနေထွက်သွားတာမပြည့်ရဲလို့မပြစ်တာလည်းရှင်းနေတာပဲသူတို့အဖြေကမျက်နှာပြောင်တိုက်ရွှေသမင်ဘယ်ကထွက်မင်းကြီးတာကထွက်ဆိုသလိုပဲရန်သူကအဲ့ဒီပကဖအပေါက်ကနေတဲ့ထွက်သွားတယ်ကျွန်တော်တာဝန်ခံရဲတယ်အဲ့ဒီစကားကျွန်တော်အဲ့ဓာတွေကြောင့်ကာကွယ်ရေးဝန်ကြီးဌာနကိုတိုက်ရိုက်ဆက်သွယ်တယ်လုံးဝအရေးတယူတုံ့ပြန်တာမရှိဘူးနော်အဲ့ဒီမှာအခုလဲကျွန်တော်အနေနဲ့အဲ့လို light တွေလင့်တက်ပြီးမရှင်းညင်ဘူးနော်အားလုံးအကြံပေးကြသလိုပြောရေးဆိုခွင့်အနေနဲ့ပဲကျွန်တော်ထားခြင်းတယ်နော်အရဲဘော်တွေနဲ့ပဲကျွန်တော်ပြောသေးခြင်းတယ်ဒါပေမဲ့နော်မရဘူးကျွန်တော်တို့ကြုံနေရတဲ့အမှောင်ပယောဂတွေအကြီးတယ်တော်တော်ကိုကြီးတယ်မြေပြင်ကရောအပေါ်ကရောအဲ့ဒီနိုင်ငံရေးအမှောင်ပယောဂတွေကိုရင်ဆိုင်ဖို့ပြက်သားတာပြောဖို့တုံ့ပြန်ဖို့အခုလောလောဆယ်မလွယ်သေးဘူးနောက်တော့ကျွန်တော်ရွေးချယ်ထားပါတယ်ပြောရေးဆိုခွင့်နော်အခုတော့ခေါင်းဆောင်ပဲဖြစ်ဗျာကျွန်တော်စကားတွေကိုကျွန်တော်တာဝန်ယူရင်းနဲ့ကျွန်တော်ဘာသာပဲရင်ဆိုင်မယ်နော်အဲ့ဒီမှာခုနေ့ကမပန်ဆယ်လို့ပြောသွားတဲ့ data တွေကတလွဲတွေဒါပေမဲ့မပန်ဆယ်လို့က MOD ကသူ့ကိုအသုံးချနေတာကျမကလည်းအသုံးချခံတယ်သူတို့အဖွဲ့အစည်းအနေနဲ့ပြောလို့မရတဲ့ဟာတွေကိုကျမကိုပြောခိုင်းတယ်ကျမပြောတယ်လို့သူ့လိုက်မှာပြောတယ်သူကိုယ်တိုင်လည်းပြောတယ်ကျွန်တော်တို့ပရိသတ်တွေကျွန်တော်ကလောက်ကြံ40ပြောတာပါဆိုရင်သူ့လိုက်ရဲ့48မိနစ်ကနေ49မိနစ်ကြားကိုသွားပြီးနားထောင်လိုက်ပါအဲ့ဒါလိုကြီးပြောတာနော်အဲ့ဒီလိုပြောထားတာရှိတယ်အဲ့ဒီအချက်ကိုအဲ့လိုပြောထားလို့အဲ့တော့AP ပါလာလေအော်နေတဲ့ကောင်မကနော်ရှင်းAP မဟုတ်ဘူးနော်အခုဒီ live ကိုတွင်းလို့ရှင်လေဝေဖန်တယ်ရှိလာအောင်မယ်သိတယ်ဘာလို့ MOD ကမပြောဘဲနဲ့ pencil ကထွက်ပြောတာလေနော် pencil ကို MOD ကအသုံးချနေတာအသုံးချခံတယ်ဒီမှာနော်သူတို့အနေနဲ့ပြောဖို့အခက်အခဲရှိတဲ့ကိစ္စတွေအဖွဲ့အစည်းအနေနဲ့ပြောဖို့အခက်အခဲရှိနေတဲ့ကိစ္စတွေနော်ကျွန်မအသုံးဝင်တယ်ဆိုသုံးချအဲ့ဒါဒီအဝယ်ခံထားဖို့နေနေတာက MOD ကိုကျွန်မရှာပေးလာတာဒေါ်လာတန်းချီရှာပေးလာတာအဲ့ဒီမှာကျွန်တော်ပြောတယ်မပန်ဆယ်လိုကအဲ့လိုကြီးခမားတို့ကသူ့ကိုအသုံးချတယ်သူ့ကိုသူတို့ပြောဖို့ခက်တဲ့ကိစ္စကိုသူ့ကိုပြောခိုင်းတယ်လို့ပြောလာတယ်နော်ပြီးတော့ပြောတဲ့ data တွေကလည်းအများကြီးကိုလွဲနေတယ်ခမားတို့အဲ့ဒါတာဝန်ယူပေးပါလို့ဒါမှမဟုတ်ရင်လေခမားတို့အနေနဲ့ဒီဥစ္စာကိုသူတို့အာဘော်မဟုတ်ဘူးဆိုတဲ့အကြောင်း statement လေးထုတ်ပေးပါနော်အဲ့ဒါဆိုရင်ကျွန်တော်ရှင်းစရာမလိုတော့ဘူးဒီငွေပမာဏတွေကမဆိုင်ဘူးဆိုတာတွေကို statement ထုတ်ပေးလိုက်ရင်ကျွန်တော်ရှင်းစရာမလိုသူတို့ကခေါင်းဆောင်နေတဲ့အခါကျတော့ကျွန်တော်ရှင်းရတော့တာ
ကျွန်တော်တို့အစိုးရကိုကျွန်တော်တို့ကတာဝန်ယူတဲ့တာဝန်ခံတဲ့အစိုးရတည်းဖြစ်စေချင်တာနော်အာဂတိကင်းတဲ့အစိုးရတည်းဖြစ်စေချင်တာအဲ့ဒါကြောင့်ကျွန်တော်ပြောနေတာအခုလက်တွေ့မှာလည်းကြည့်အဲ့ဒီမှာဟိုးတစ်ချိန်လုံးကလည်းကျွန်တော်တို့နဲ့ပတ်သက်ပြီးတော့ဝိုင်းပြီးတော့ထုံးနဲ့အပုတ်ချတာတွေကျွန်တော်တို့ကြုံခဲ့ရတယ်အဲ့ဒီတုန်းကလည်းတစ်ခါပဲ MRDA ကစစ်ရာဇဝတ်အဖွဲ့လို့စစ်ရာဇဝတ်မြောက်တဲ့အဖွဲ့လို့စစ်ရာဇဝတ်မြောက်တဲ့ပုဂ္ဂိုလ်လို့ပြောနေလို့ရှင်းဖို့ MOD ကိုသွားပြောတဲ့အခါကျတော့ရှောင်ထွက်သွားတယ်ရှောင်ထွက်သွားတော့ကျွန်တော်တို့လိုက်မှာကိုယ့်ဘာကိုယ်ပဲတက်ပြီးတော့ရှင်းလိုက်ရတယ်အဲ့ဒီတုန်းကလည်းဒါအားလုံးသိမှာပဲကျွန်တော်အနေနဲ့အထက်ကိုဆက်သွယ်ပြီးရှင်းဖို့ခိုင်းတယ်မရှင်းလို့ကျွန်တော်တက်ပြောရတာအဲ့ဒီမှာအခုလဲမပန်ဆယ်လို့ပြောတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီမှာ data အချက်လက်တွေရှင်းပြီးရင် MOD ကဘာပြောလဲဆိုတာကိုကျွန်တော်အနေနဲ့ပြောပြမယ်နော်အဲ့ဒီမှာမပန်ဆယ်လို့ပြောတဲ့ပမာဏတွေနဲ့ပတ်သက်ပြီးလောလောဆယ်ကျွန်တော်ရှင်းမယ်နော်ဒီမှာတက်ရင်တက်ခွဲအဖြစ်အတိမတ်ပြုတာက14ရက်3လ2020တက်ရင်တွေကိုပြန်အပ်လိုက်တာက2023 8လပိုင်းထားလိုက်တော့ဒီ15လပေါ့တနည်းနဲ့19လပေါ့ထားလိုက်အဲ့ဒီမှာကနဦးထောက်ပံ့ခဲ့တာကလက်နက်ငယ်9လက်တဲ့အဲ့ဒီအကြောင်းကိုကျွန်တော်လူထုကိုချမပြဘဲနဲ့ဖုံးထားခဲ့တာရှိတယ်ကျွန်တော်အနေနဲ့မကျေနပ်တဲ့အကြောင်းကိုပြောပေမဲ့အဲ့ဒီလက်နက်ငယ်9လက်ကဘယ်လိုရလာတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြအဲ့ဒီမှာကျွန်တော်တို့2021မှာညောင်ပိုင်းကိုလက်နက်သွားဝယ်တယ်လူထုတွေလည်းစိတ်ရှည်သီးခံပြီးတော့နားထောင်စေခြင်းနဲ့ဒီမှာစိတ်မရှည်တဲ့လူတွေကတော့ခုဟာနဲ့ကိုပြီးကမှအေးအေးဆေးဆေးကိုနားထောင်ခြင်းနဲ့နားကိုဖြတ်ပြီးတော့နားထောင်လို့ရပါတယ်နော်ကျွန်တော်ကြားနာနာရှင်းပြမှရမယ်အဲ့ဒါမှလည်းပြည်သူတွေပို့ပြီးတော့ငါတို့အစိုးရကဘယ်လိုလဲဆိုတာပို့ပြီးသိလာလိမ့်နော်ငါတို့အစိုးရဆိုတာအထက်ပေါ့ဗျာအစိုးရလို့ပြောရင်မကောင်းကျွန်တော်လည်းစကားလွန်သွားတယ်အဲ့ဒီအစိုးရတွေကပုဂ္ဂိုလ်တချို့ကပေါ့ဘယ်လိုလူတွေလဲဆိုတာကိုကျွန်တော်တို့ပြည်သူတွေသိလာလိမ့်အစိုးရတရလုံးမကောင်းဘူးလို့ကျွန်တော်ပြောနေတာလည်းမဟုတ်ဘူးနော်ဒီအစိုးရမရှိလို့မရဘူးဆိုတာလည်းမဟုတ်ဘူးဒီအစိုးရကိုကျွန်တော်တို့လည်းလိုချင်တယ်ကျွန်တော်ဟိုနေ့ကပြောသလိုကျွန်တော်တို့ပြည်သူအစိုးရမို့လို့ကျွန်တော်သူများထက်ပိုချစ်တယ်မှားတာရှိရင်တော့ပြင်ဖို့လုပ်ရမယ်လို့ပြောတယ်အခုလဲဒီထဲကပေါ့ထားတော့ MOD တွေကပုဂ္ဂိုလ်တချို့အကြောင်းကိုကျွန်တော်ပြောပြမယ်ဒီလက်နက်9လက်နဲ့ဆက်ပြီးတော့သူပြောသွားတဲ့နံပါတ်1အချက်ထဲမှာလက်နက်9လက်ရတယ်ဆိုတာကမြောက်ပိုင်းမှာကျွန်တော်တို့လက်နက်သွားဝယ်တယ်နော်လက်နက်သွားဝယ်တော့လူရင်းပြောရင်3,000ကျော်လောက်ကုန်တယ်ဗျာအဲ့မနစ်က2021တုန်းက3,000ကျော်လောက်ကုန်တယ်3,000နဲ့100လောက်ကုန်တယ်အဲ့ဒီမှာကျွန်တော်ဝယ်တာလက်နက်21လက်ပေါ့အဲ့ဒီမှာ9လက်ပါလာတယ်ပုံကဒီလိုမျိုးလက်နက်ဝယ်လွတ်လိုက်တယ်ကျွန်တော်ရဲ့ပြင်ပဆက်ဆံရေးတာဝန်ခံဆိုတာကနန္ဒအခုတော့ဟိုမှာခွေးတီရောက်နေပြီပြင်ပဆက်ဆံရေးတာဝန်ခံနန္ဒကိုအဲ့ဒီအဝယ်လွတ်လိုက်တဲ့အခါကျတော့လက်နက်ဝယ်တဲ့နန္ဒကနေပြီးတော့ကျွန်တော်ကိုလှမ်းပြောတယ်အကိုရေးတဲ့စိတ်မကောင်းစရာပဲနော်ကျွန်တော်တို့လက်နက်ဝယ်ရတာက MOD ကတာဝန်ခံခန့်ထားတဲ့လက်နက်တာဝန်ခံခန့်ထားတဲ့အလဲပိုင်းတိုင်းတာဝန်ခံနေစီကသူတို့ကိုယ်တော်တွေကထုတ်ရောင်းတာတဲ့အခြားမှာလည်းသူတို့အဲ့လိုရောင်းနေတာရှိတယ်ကျွန်တော်တို့ကိုယ်တိုင်အဲ့ဒီမှာဝယ်ခဲ့ရတာကျွန်တော်အံ့ဩသွားတယ်ဟာဟုတ်ရလားပေါ့ဟုတ်တယ်အကိုနော်သူတို့တွေကတော်တော်လဲချမ်းသာနေပြီအဲ့ဒါဘယ်သူတုံးဆိုတော့အကိုမချဘူးလားဗျာတဲ့စောစောကဒီအဲ့ဒီဘက်ပိုင်းမှာနော် PDF တွေကိုအကျိုးနဲ့တုပ်ပြီးတော့နေပူလှမ်းထားရတယ်ဆိုတဲ့တယောက်အခုလဲဖွဲ့စည်းတစ်ခုရဲ့ခေါင်းဆောင်ဖြစ်နေပါတယ်အဲ့ဒီဟာကိုပြန်ရှာကြည့်ကြကျွန်တော်နာမည်တော့မပြောတော့အဲ့ဒီအဖွဲ့အစည်းရဲ့ဂိုတောင်တွေတဲကနေဝယ်ရတယ်ဆိုပြီးတော့အဲ့နန္ဒာကလှမ်းပြောလာတယ်အဲ့ဒါကအလဲပိုင်းတိုင်းတာဝန်ခံတွေဖြစ်နေတယ်ဟဲ့အဲ့ဒီမှာကျွန်တော်ကအန်လဲအံ့ဩသွားတယ် MOD ကိုလှမ်းပြီးတိုင်းတယ်အဲ့တော့ကိုနိုင်ထူအောင်ရေဒီလိုပဲလက်နက်တွေကဒီလူတွေအဲ့လိုကဲ့ပြီးရောင်းနေကြတယ်ပေါ့နော်ကဲ့ပြီးရောင်းနေကြတယ်နော်သူတို့စီကအခုကျွန်တော်ရဲပေါ်15လက်ထုတ်ပြီးပြီနော်မဟုတ်ပါဘူးညင်းလို့လည်းမရဘူးကျွန်တော်ကိုယ်တိုင်ဝယ်ခဲ့ရတာကျွန်တော်ရဲပေါ်အဲ့ဒီဘက်မှာရောက်နေတယ်ခင်ဗျားတို့အဲ့ဒါလေးကိုထိမ့်သိမ့်ပေးပါဆိုပြီးကျွန်တော်ကလည်းမပါနိုင်ဘူးသွားပြောလိုက်တော့ဟုတ်ပါပြီကိုနကကျွန်တော်အဲ့ကိစ္စဘာမှမပူနဲ့နော်ကျွန်တော်ထိမ့်သိမ့်ပေးမယ်ကျွန်တော်တို့အဆင်ပြေအောင်လုပ်ပေးမယ်ဆိုပြီးတော့ကိုနိုင်ထူအောင်ကျွန်တော်ပြောလာတယ်ပြောပြီးတော့အဲ့ဒီကိစ္စကကျွန်တော်လည်းထပ်ပြောပြတာပေါ့ဒီကိစ္စအန်ရရှိတယ်နော်ဒီတာဝန်ခံယူထားတဲ့လူတွေကလက်နက်လည်းဒီလို
ကဲ့ရောင်းစားနေကြတယ်နော်ဟိုမှာသူတို့စီးပွားလုပ်နေကြတယ်ဆိုတဲ့အကြောင်းကိုနန္ဒကျွန်တော်ကိုကြကြနနဒီမှာပြောတယ်ပေါ့နော်အဲ့ဒီမှာကိုနိုင်ထုအောင်ဖြစ်ရှင်းပေးပါမယ်ဆိုပြီးတော့ဟောကျွန်တော်တို့22လက်ဝယ်တဲ့ထဲမှာစိတ်ကြည်နဲ့အောင်အဲ့ဒီတော့က9လက်ပေးလိုက်တယ်နော်အဲ့ဒီကျွန်တော်တို့ဝယ်ရတဲ့ထဲကနေပြီးတော့နော်အဲ့ရောင်းတာလဲအဲ့ဒီအလဲပိုင်းတိုင်းတာဝန်ကျွန်တော်တို့9လက်ပေးလိုက်တယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ကျွန်တော်အဲ့လိုလေးပေးအောင်လည်းကျွန်တော်ရက်မသွားနိုင်ဘူးဒါမဟုတ်တာတော့မဟုတ်တာပဲမဟုတ်ဘူးနော်ကိုနိုင်ထူအောင်ဘယ်လိုပဲဖြစ်ဖြစ်ဒီကိစ္စတော့ခင်ဗျားတို့အဆင်ပြေအောင်စီစဉ်ပါအဲ့လိုမျိုးတွေဖြစ်နေတော့ကျွန်တော်တို့လက်မခံနိုင်ဘူးနော်ဟိုကျွန်တော်တို့လက်နက်တွေကြတော့ဒီဘက်မှာကြတော့မရောက်ဘူးဟိုမှာကြတော့အဲ့လိုရောင်းစားနေတယ်ဆိုတာအဆင်မပြေဘူးအဲ့ဒီမှာရပါတယ်ကိုနကမပူနဲ့ကျွန်တော်ရအောင်ရှင်းပေးမယ်ဆိုပြီးဘယ်လိုရှင်းလိုက်တယ်လဲဆိုတော့ကျွန်တော်ရဲ့ပြန်ကြားရေးတာဝန်ခံအဲ့ဒီနန္ဒကိုကျွန်တော်နဲ့လည်းမညှိနှိုင်းမဲနဲ့မဆက်တွယ်ပဲနဲ့အဲ့ဒီထဲမှာပဲအဲ့ဒီအဖွဲ့ထဲမှာပဲထောက်ဖို့တာဝန်ခံလက်နက်ထောက်ဖို့တာဝန်ခံဆိုပြီးတော့ကျွန်တော်မသိအောင်ခန့်လိုက်တယ်ဒါကနိုင်ငံရေးသက်သေနားလည်တဲ့လူတွေဂုဏ်တည်ရှိတဲ့လူတွေပေါ့စီးပွားရေးလုပ်ငန်းမှာပဲဖြစ်ဖြစ်လူမှုရေးလုပ်ငန်းမှာပဲဖြစ်ဖြစ်စဉ်းစားကြည့်တော့ကျွန်တော်ကိုလုံးဝအသိမပေးဘူးကျွန်တော်ကိုလုံးဝမပြောဘူးနော်အဲ့ဒီလူကဒီကိုပြန်လာပြီးလက်နက်တွေလာပို့ပြီးတော့ပြန်သွားတယ်ပြန်လာခဲ့ဖို့ပြောတဲ့အခါကျတော့ကျွန်တော်လုပ်ငန်းကိစ္စရှိလို့တဲ့နောက်တော်တော်လေးကြာလာခါကျမှသူကအဲ့ဒီမှာထောက်ဖို့တာဝန်ခံဖြစ်သွားပြီအဲ့ဒီနန္ဒကျွန်တော်လည်းဘာသတင်းမှဆက်မပေးတော့ကျွန်တော်ကိုနိုင်ထူအောင်ပြောတယ်ကိုနိုင်ထူအောင်ခင်ဗျားတို့အဲ့လိုမလုပ်သင့်ဘူးဒါကျွန်တော်ရဲ့ပြင်ပဆက်ဆံရေးတာဝန်ခံမှသိရတဲ့ခင်ဗျားတို့အစိုးရတရက်အနေနဲ့ဂုဏ်သိက္ခါတော့ထားကျွန်တော်ကိုပြောပြီးမှခန့်လေကျွန်တော်ကိုယ်တိုင်လက်မှတ်ထိုးပြီးတော့ပြင်ပဆက်ဆံရေးတာဝန်ခံပါဆိုပြီးတော့တစ်စိတ်တုံးနဲ့ကျွန်တော်တစ်စိတ်တုံးတော့မပါဘူးကျွန်တော်လက်မှတ်နဲ့လိုဂိုနဲ့လွတ်ထားတဲ့လူတယောက်ခင်ဗျားတို့နဲ့လည်းချိတ်ဆက်ပေးထားပြီးတော့ဒါကျွန်တော်ရဲ့ပြင်ပဆက်ဆံရေးတာဝန်ခံပါဆိုပြီးချိတ်ဆက်ပေးထားပြီးခင်ဗျားတို့ရဲ့အဲ့လိုမျိုးထောက်ဖို့ခန့်နေတယ်ဆိုခင်ဗျားကျွန်တော်ကိုတိုင်ပြောရမယ်လေဆိုပြီးကျွန်တော်ပြောလိုက်တယ်အဲ့ဒီမှာအဲ့ဒီနန္ဒဘယ်လိုသဘောလဲတော့မသိဘူးတလာခွဲလောက်ပဲအဲ့ဒီမှာခံလိုက်တယ်နော်တဲခိုကန်းမှာခွေးစီပါသွားပြီအဲ့ဒါကျွန်တော်စကားကျွန်တော်တာဝန်ယူတဲ့ပြည်သူတွေကိုယ့်ဘာကိုပဲနားလဲတယ်လို့သုံးသပ်အဲ့ဒီလက်နက်9လက်နဲ့ပတ်သက်ပြီးကျွန်တော်ပြောပြကျွန်တော်တို့ဝယ်ခဲ့ရတဲ့ထဲကနော်သူကသူအစ်စ်ပေးတယ်ပဲပြောနော်မဟာမိတ်တပ်ပေါင်းစုစစ်ဒေတာမှု KIA ဒုကဘာကြီးထံကနေပြီးတော့ဗဒိန်10လက်လာ9လက်ပစ်ဘုံ50 3မျိုးကြီး9000ဒေါ်လာ2သိန်းဝန်းကျင်တန်ဖိုးရှိပစ္စည်းလို့ပြောတာအမှားကြီးပါဗဒိန်10လက်လာ9လက်လာကြီးကျွန်တော်ပမာဏတော့မပြောတော့ဒါတော့ဟိုတနက်ခဲရန်ရဲ့လျှိုးဝဲမယ်ပမာဏဒီဟာတောင်မှသူပြောပြီးသားမဟုတ်လို့ကျွန်တော်ပြောလိုက်တာအဲ့ဒီဟာကိုလည်းကျွန်တော်ရှင်းပြသူ့ကိုလည်းကျွန်တော်ရှင်းပြတယ်ကျွန်တော် MOD ကိုလက်နက်အကူအညီတောင်းတယ်အဲ့လိုပေးလို့မရဘူးမရှိပါဘူးသူတို့မှလည်းဟိုအဖွဲ့အစည်းတွေများတယ်ဆိုပြီးတော့ကျွန်တော်လက်နက် MOD ကိုတောင်းတယ်မရပါဘူးအဲ့ဒီတုန်းကအဲ့ဒီဗဒိန်နေလာတွေဘယ်ရတယ်လဲမမင်းနဲ့နော်ကျွန်တော်တို့အခုကျွန်တော်တို့ဒေါ်လာရေးကိုကူပေးနေတဲ့အဖွဲ့တစ်ဖွဲ့ရှိတယ်ကျွန်တော်တို့အများကြီးကူပေးပါတယ် GFG ဆိုတဲ့အဖွဲ့အဲ့ဒီ GFG ဆိုတဲ့အဖွဲ့ကနေချိတ်ဆက်ပေးရာကနေပြီးတော့ဟိုဘက်ကကျွန်တော်တို့ခေါင်းဆောင်နေနဲ့2ချိန်3ချိန်လောက်တွေးပြစ်တယ်အဲ့လိုလက်နက်အကူအညီတွေနော်အဲ့တော့ MOD ကမပေးဘူးလားဆိုတော့ MOD ကတော့အဲ့လိုမျိုးလောလောဆယ်ကျွန်တော်တို့မရဘူးပေါ့နော်အဲ့ဒါကြောင့်ဒီကျွန်တော်တို့ရဲ့ညီကိုတွေအနေနဲ့ကျွန်တော်တို့လည်းအားလုံးရဲ့လွတ်မြောက်ရေးအတွက်လုပ်နေတာတတ်နိုင်တဲ့လောက်လေးကူညီပါဆိုတော့ဟုတ်ပြီကျွန်တော်တို့တတ်နိုင်တဲ့လောက်ကူညီပါမယ်ဆိုရာကနေပြီးတော့ကျွန်တော်တို့စီကိုအကြောင်းကြားလာတယ်ပစ္စည်းလာတယ်ဖို့အဲ့ဒီမှာဗဒိန်10လက်လာ9လက်ကြီးပမာဏတော့ကျွန်တော်မပြောတော့ဘူးဒါကတော့လျှို့ဝှက်ထားလိုက်မယ်ပေါ့နော်ခုနက3မျိုးကြီးတွေမပါဘူးလက်ပစ်ဘုံတွေဆိုတာမဟုတ်ဘူးပေါ့နော်အဲ့ဒီမှာအဲ့ဒီပစ္စည်းကအဲ့ဒီခေါင်းဆောင်တွေကပေးတာပါအဲ့ဒီမှာမတ်ပန်10လိုနဲ့ဒီမှာမတ်ရွှေမိုးကျွန်တော်ကိုဖုန်းဆက်မေးလာတယ်ကျွန်တော်ကတော့ရိုးရိုးသားသားပဲပြောတယ်ထင်လို့နော်ကျွန်တော်အနေနဲ့ပုံမှန်လင်းလင်းအကုန်ပြောပြလိုက်တယ်ရသလားမရဘူးလားဆိုတော့ရသလားမရဘူးလားဒီလိုရှိတယ်အခုလိုပဲကျွန်တော်ရှင်းပြရအဲ့ဒီပစ္စည်းကဒီခေါင်းဆောင်တွေနဲ့တွေ့ပြီးခေါင်းဆောင်တွေကကျွန်တော်ကို
အဲ့လိုပေးတာကျွန်တော်တို့အဖွဲ့ကိုကူညီတာကျွန်တော်အရေးချင်းရှိလို့ဆိုတဲ့စကားတွေကျွန်တော်တလုံးမှမပါဘူးကျွန်တော်တို့အဖွဲ့ကိုကူညီတာအဲ့လိုပဲပါတယ်အဲ့ဒီမှာသူကတော့အဲ့ဒါက MOD ကပေးတာတဲ့နော်သူတို့ငွေချေလိုက်ရတာအဲ့ဒါကတော့သူတို့ကလည်းသူတို့ဘယ်လိုတော့မသိဘူးပေါ့နော်ကျွန်တော်ကတော့ဒီခေါင်းဆောင်နေနဲ့ပဲပြောတယ် MOD ခေါင်းဆောင်နေနဲ့တွေ့တယ်တောင်းတယ်မရဘူးနော်ဒီမှာ fundraiser group တစ်ခုကဆက်သွယ်မှုနဲ့တိုင်းနာခေါင်းဆောင်နေနဲ့တွေ့တယ်တောင်းတယ်ရတယ်နော်အဲ့ဒီမှာမပန်ဆယ်လိုတို့နဲ့စကားပြောအပြီးမှာကျွန်တော်အဲ့ဒီခေါင်းဆောင်တွေကိုပြန်ဖုံးဆက်တယ် MOD ကသူတို့ပေးတယ်လို့ပြောတယ်ဆရာကျွန်တော်အဲ့ဒါတစ်ချက်လေးပြောပေးပါအောင်ဆရာတို့ကျွန်တော်တို့နဲ့တွေ့ပြီးပေးတဲ့ကိစ္စမဟုတ်လား MOD နဲ့လည်းကျွန်တော်ဟိုလက်နဲ့လာယူပါညာကိစ္စတွေကျွန်တော်တို့တောင်းတော့လည်းမရပါဘူးဆိုတော့အဲ့ဒီဘက်ကခေါင်းဆောင်ကတာဝန်ခံတယောက်ကပြန်ပြောတယ်မဟုတ်ပါဘူးဒါဆရာတို့နဲ့ကျွန်တော်တို့နဲ့ဗိုလ်ချုပ်ကြီးကိုမေးကြည့်လိုက်ပါအောင်မယ်တဲ့အဲ့လိုပြောပြီးတော့နောက်အကြောင်းပြန်လာတယ်မဟုတ်ပါဘူးတဲ့ဆရာကျွန်တော်တို့နဲ့ဆရာတို့နဲ့ပြောထားတဲ့ကိစ္စပေးတာပါတဲ့အဲ့ဒါဆိုတော့ရှင်းနေတာပဲလေသူတို့ပေးတယ်ဆိုရင်သူတို့ကလည်းသူတို့ပြက်ပြက်ရှာထုတ်လေသူတို့နဲ့ပြောတာလည်းမဟုတ်သူတို့စီတောင်းတာမရဘူးလေကျွန်တော်တို့တိုင်းသားခေါင်းဆောင်စီတောင်းပြီးရအဲ့ဒီမှာမတ်ပန်ဆယ်လိုတို့မတ်ရွှေမိုးတို့လည်းကျွန်တော်အဲ့တိုင်းရှင်းပြလိုက်တာအဲ့ဒီတုန်းကလည်းအဲ့ဒီတိုင်းပဲဒါသူတို့ကလည်းသူတို့ရှောက်ပြီးတော့ဟိုသူတို့ပြောချင်ရပြောတာတော့ကျွန်တော်လည်းမတက်နိုင်ဘူးနောက်ဒေါက်တာဇော်ဝေဆိုးရဲ့တိုက်တွန်းမှုနဲ့ MOD ကဘုံနဂါးရဲ့လက်နက်ဝယ်ယူမှုမှာအားဖြင့်ငွေဒေါ်လာ2သိန်းနဲ့သူပြောတယ်ကျွန်တော်အဲ့ဒီတုန်းကအဲ့လိုလည်းမပြောလိုက်ဘူးအားဖြင့်ငွေဆရာကြီးကဒေါ်လာ2သိန်းပေးတယ်လို့လည်းမပြောလိုက်ဘူးနော်အဲ့ဒါအဲ့ဒီတုန်းကလည်းပြဿနာဒီလို MOD ကိုကျွန်တော်တစားသာထက်တောင်းတာပဲကူပါအောင်လက်နက်ကူပါအောင်ဆိုတော့မကူဘူးမကူတဲ့အခါကျတော့အစည်းအဝေးမှာဆရာကြီးဒေါက်တာဇော်ဝေဆိုးလည်းပါတယ်အဲ့နဲ့ဆရာကြီးကဟိုကုနကားတို့ဟိုဘာတွေကူညီပေးရမလဲပေါ့နော်သူနဲ့အလွတ်တွေ့တဲ့အချိန်မှာအဲ့လိုအလွတ်တွေ့တဲ့အချိန်မှာဆရာကြီးကကျွန်တော်အနေနဲ့တော့လက်နက်ပဲအကူညီလိုတယ်ဆိုတော့လက်နက်အကူညီလိုတယ်ဆိုရင်ကဲဆရာကြီးကူညီပါဆိုတော့သူ့အနေနဲ့အဲ့လိုလက်နက်တော့မရှိဘူးပေါ့ခင်ဗျလက်နက်လိုချင်တယ်ဆိုလို့ရှိရင်တော့သူတက်နိုင်တယ်လို့ဆရာကြီးကပိုက်ဆံရှာပေးမယ်ပေါ့သူ့ကိုကူမဲ့လူတွေနဲ့သူပိုက်ဆံရှာပေးမယ်ဆိုပြီးတော့ကျွန်တော်တို့လက်နက်ဝယ်ဖို့ကမ်းလှမ်းလိုက်တဲ့အခါကျတော့အဲ့တော့လက်နက်ဝယ်တယ်ဒေါ်လာ2သိန်းဖို့ဝယ်တယ်ဆရာကြီးကသူတစ်ဝက်ဆိုင်မယ်ကိုနကားတစ်ဝက်ဆိုင်ပါတဲ့အဲ့ဒါနဲ့ဟုတ်ပြီဆိုပြီးတော့ကျွန်တော်တို့ဝယ်ကြတယ်ဆရာကြီးကဒေါ်လာ1သိန်းကျွန်တော်ကဒေါ်လာ1သိန်းပေါ့နော်2သိန်းဖို့ဝယ်မယ်ဆိုပြီးတော့စိုက်ကြတယ်အဲ့ဒီမှာအဲ့ဒီလမ်းကြောင်းတွေစီစဉ်ပြီးတဲ့အချိန်မှာကျွန်တော်သတင်းကြားရတာက MOD ကအဲ့ဒီကိစ္စကိုသိသွားတယ်သိသွားတော့ကျွန်တော်ကြားရတဲ့အတိုင်းပြောရရင်တော့ဆရာကြီးကိုလည်းသူတို့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုမကြေမလဲဖြစ်ကြတယ်နော်မကြေမလဲဖြစ်ပြီးတော့အဲ့လိုကိစ္စတွေထဲမှာဝန်မပါပါနဲ့ဆိုပြီးတော့ဆရာကြီးကိုပြောတယ်နော်ပြောပြီးတော့နောက်ပိုင်းမှာသိရတာကတော့အဲ့ဒီလက်နက်ဝယ်တဲ့ကိစ္စကိုဆရာကြီးကိုလည်းနောက်ထပ်လည်းဝန်မပါဘူးပြောတယ်အဲ့ဒီဆရာကြီးကူမဲ့ပမာဏကိုလည်းသူတို့ရဲ့ငွေတွေကနေစိုက်ထုတ်ပေးတယ်လို့ပြောတယ်အဲ့ဒီတုန်းကဆရာကြီးနဲ့ကျွန်တော်နဲ့ဒေါ်လာ1သိန်းစီလို့ပြောခဲ့ပေမဲ့ကျွန်တော်တို့ဟိုဝယ်တဲ့ထဲကလက်နက်တစ်မျိုးကပါမလာဘူးလက်နက်တစ်မျိုးပါမလာတဲ့အခါကျတော့9000စီပဲကျ9000စီပဲစိုက်ရတယ်ဒေါ်လာ9000ပဲစိုက်ရတယ်အဲ့ဒီတုန်းကတခြားနားထောင်မှာကျွန်တော်တို့ပြည်သူတွေအဲ့ဒီမှာသူမေးတဲ့ yes or no ဖြေမရတဲ့အကြောင်းကိုကျွန်တော်ပြောပြပါနော်အဲ့ဒီလိုရှင်းမှကျွန်တော်ရမှာပေါ့အဲ့ဒီမှာဒေါ်လာ2သိန်းမဟုတ်ဘူးဆိုတာလည်းပြည်သူတွေရှင်းပြီနော်နောက်တစ်ခုကတရင်6ကိုလက်နက်အလက်တရာနဲ့ဗရိန်လာထပ်တိုးထောက်ပံ့တဲ့ဒေါ်လာ3သိန်းဝန်းကျင်အဲ့ဒါက MRD ကိုပေးတာမဟုတ်ပါဘူး MRDA နဲ့ဘာမှမဆိုင်တော့သူတို့ကျွန်တော်တို့ပေးလိုက်တဲ့လေးချင်းကိုပေးတဲ့ကိစ္စအဲ့ဒါ MRDA ရတာလည်းမဟုတ်နော်အဲ့ဒီလူတွေကိုတောင်မှစမ်းတဲ့ရိတ်ခါနဲ့နောက်ထပ်လိုတဲ့လက်နက်တွေကျွန်တော်လက်နက်300ဖြစ်ပေးထားအဲ့ဒါကျွန်တော်ရတာမဟုတ်ဒါလည်းပြည်သူတွေရှင်းလိုက်မယ်ထင်တယ်နော်အဲ့ဒီမှာနော်သဘောတရားလေးကျွန်တော်တစ်ခုပြောပြမယ်နော်ကျွန်တော်တို့တရင်6ကရတာကမှကျွန်တော်တို့စီကအဲ့ဒီတရင်တွေကိုလက်ခံပြီးတော့သူ့ဟာနဲ့သူတို့တရင်အဖြစ်သတ်မှတ်ပြီးတော့တက်စင်တာကမှနည်းနည်းနောက်ကျသေးတယ်တခြားချင်းတွေအဲ့ဒီအရင်ကတည်းကတောင်မှကျွန်တော်တို့စကိုင်းတိုင်းကျွန်တော်တို့ရင်းမာပင်ခရိုင်ထဲမှာအဲ့ဒီရှေ့က2ရင်တက်ပေးပြီးနော်ဒီဟာတွေကိုလူတို့ကိုအတိပေးလိုက်လို့ရှိရင်တခြားလူတွေကလည်းပြောလာမှမို့လို့တခြားရင်းတွေကမရကြလို့ဆိုတာရှောက်ပြောတာတခြားရင်းတွေရပြီးပြီတခြားရင်း2ရင်ရပြီးကမှအဲ့ဒီကျွန်တော်တို့ပေးလိုက်တဲ့4ရင်တွေကတရင်ကိုသူတို့လက်နက်တက်ပေးတာအဲ့ဒါကျွန်တော်တို့ကိုပေးတာလည်းမဟုတ်ဘူးနော်အဲ့ဒီမှာတရင်အသုံးစရိတ်တွေနဲ့ပတ်သက်ပြီးတော့ထောက်ပံ့မှုတရင်6ကသိန်း100နော်တရင်345အတွက်ကသိန်း80
နော်ကျွန်တော်ပြောပြီးပြီဟိုနေ့ကပမာဏတွေအဲ့ဒါတွေပြန်သွားကြည့်အဲ့ဒီမှာအစောပိုင်းကနော်ဒီ group တွေကနေပြီးတော့ဒီဘက်ကအဲ့ဒီသူတို့တန်ရင်တွေကလည်းအကောင့်မရှိတဲ့ခါကျတော့ဒီဘက်ကနေအကောင့်လက်ခံပေးရတယ်နော်အကောင့်လက်ခံပေးပြီးတော့သူတို့ရဲ့အသုံးစရိတ်ကိုဒီဘက်ကနေယူပေးရတယ်အစောပိုင်းမှာဟိုအစောပိုင်းမှာမနော်အဲ့ဒီမှာလိုအပ်တဲ့စားနပ်ရိက္ခာနဲ့သူတို့သုံးတဲ့ဒီကြီးပါညာတောင်မှကျွန်တော်တို့ကဖြစ်ပေးရသေးတယ်နော်ဒါလည်းအစောပိုင်းမှာပဲလက်ခံတာနောက်ပိုင်းမှာကျတော့သူတို့ကလည်းသူတို့ဒီတရင်6အတွက်100ပေးတာတွေကသူတို့ NUG ကပေးလိုက်တဲ့ရင်းမှုစီကနေသွားတာနော်ကျွန်တော်ကပဲပြဿနာတွေကိုတခြားထိုးထည့်ခံရတာလားတော့မသိဘူးဗျာအဲ့ဒီရင်းမှုစီကနေနော် NUG ကထည့်ပေးလိုက်တဲ့ရင်းမှုစီကနေအဲ့ဒီသိန်း100ကသွားတာနော်အဲ့ဒါက MRDA ရတာလည်းမဟုတ်ဘူး MRDA ရတာလည်းမဟုတ်ဘူးသူတို့ရင်းနေပဲရတာအဲ့ဒါကအဲ့ဒီရင်းနေမှရတာလားလည်းမဟုတ်ဘူးပလဲမြို့နယ်ထဲမှာ10ရင်းလား12ရင်းလားကျွန်တော်တိတိကျကျမသိဘူးအဲ့ဒီရင်းနေလည်းရတယ်ရင်းမှာပင်တို့မှလည်းရတယ် MRDA ကိုဒီလိုပေးတယ်ဆိုရင်ကြံတဲ့လူတွေကပူဇာလာမှာပေါ့ဆိုတာမျိုးပေါ့နော်ဟိုမတ်ပန်ဆယ်လို့ပြောသွားတယ်အဲ့ဒါတကယ်တော့အမှားပါကျွန်တော်တို့ MRDA မရပါဘူးသူတို့ရင်းကုတ်တင်ထားတဲ့လူတွေပဲရကြတယ်ဒီကလေးတွေကကျွန်တော်မွေးထုတ်ပေးလိုက်တဲ့ကလေးတွေဖြစ်နေလို့ဒီတိုင်းပြစ်ထားလို့မရလို့ကျွန်တော်ကတောင်ထပ်ဖြစ်ပေးရပါတယ်အဲ့ဒီမှာ NUG ကထည့်ပေးလိုက်တဲ့ရင်းမှုစီကနေပြီးတော့အဲ့ဒီသိန်း100ကသူတို့ပြန်ရောက်ကြတယ်သွားပါတယ်သွားတဲ့အချိန်မှာအခုနော်ဒီမှာအဲ့ဒီရင်းလေးရင်းတွေကရင်းမှုကိုယ်တိုင်လာပြောတာပါအကိုပြောပေးပါကျွန်တော်ပြောတာမဟုတ်ဘူးလို့ကျွန်တော်ရှင်းတယ်နော်အဲ့ဒီရင်းမှုသူတာဝန်ခံလိုက်မယ်သူပြောခိုင်းတာကျွန်တော်တို့မှဒီလောက်ပဲရပါတယ်100ပေးမှန်းသိရတဲ့နဲ့မေးကြည့်တော့ဟိုထုတ်ခလားဘာလားမသိဘူး9000နှုတ်ပြီးတော့69သိန်းနဲ့9000ရတယ်ကိုတဲ့ဒါပေမဲ့ကျွန်တော်တို့မှဟို28သိန်းအများဆုံးပဲ15သိန်း16သိန်းအဲ့လိုမျိုးတွေရတယ်ဆိုတဲ့အကြောင်းကိုသူတို့ပေးတဲ့စည်ရင်းကိုကျွန်တော်ပြောပြတာနော်ကျွန်တော်ကမရပါဘူးလို့ပြောတာလည်းမဟုတ်ပြောချင်တယ်ဆိုရင်ခင်ဗျားတို့ NUG ရင်းကရင်းမှုတွေကိုသွားပြောပါသူတို့ပြောပေးခိုင်းလို့ကျွန်တော်မှဒီမတရားမှုကိုလက်မခံနိုင်လို့ကျွန်တော်ကပြောပေးခြင်းတာဖြစ်တယ်အဲ့ဒီ data တွေကသူတို့စီကလာနော်မရဘူးပြောတာလဲခင်ဗျားတို့ NUG အောက်ကရင်းနေပဲပိုက်ဆံရတာလဲခင်ဗျားတို့ NUG အောက်ကရင်းနေပါပဲ3456ကတော့ကျွန်တော်တို့ကိုဖြိုးစီကသွားတဲ့အချိန်မှာအပြည့်ပဲရပါတယ်အပြည့်အပြင်အပိုတောင်မှကျွန်တော်ပြောသလိုသူတို့ရဲ့စေဝါစားနဲ့ရိတ်ခါသူတို့ပြစ်မဲ့ခတ်မဲ့ကြီးလက်နဲ့200ကျော်300ကျွန်တော်တို့ဘက်ကထည့်ပေးထားပါသေးတယ်မပန်အနေနဲ့နားမလဲဘူးဆိုရင်လဲဒါကိုတေချာပြန်စဉ်းစားပါအဲ့ဒီမှာသူပြောတဲ့နော်တစ်နှစ်အတွင်းဒေါ်လာ1သန်းနီးပါးဆိုတာအားလုံးပြန်စဉ်းစားပါကျွန်တော်တို့ရတာမဟုတ်ပါဘူးနော်ကျွန်တော်ဒီမှာအားလုံးရှင်းပြီနော်အဲ့ဒီမှာရရင်ရတယ်မရရင်မရဘူးရက်စော်နိုးဖြေပါဆိုပြီးကျွန်တော်ကိုလာအကြက်ကင်အဲ့လိုဖြေလို့ကျွန်တော်ဘယ်ရမှာတော့နိုးလို့ပါမရပါဘူးလို့ပြောလိုက်ရင်လဲဖြေရှင်းချက်ကမပါတော့ဟုတ်တော့ပါဘူးဆိုတာမျိုးတွေနဲ့ပြောလာမှာနော်ရရတန်းနဲ့မရဘူးမျက်နှာပြောင်တိုက်တယ်ဆိုတာမျိုးပြောလာပါလိမ့်နော်အဲ့ဒီ data အချက်လက်တွေတကယ်တမ်းကအလွဲတွေပါအဲ့ဒီအလွဲတွေကို MOD ကိုသွားမေးတဲ့အခါကျတော့မတ်ပန်ဆယ်လူကခင်ဗျားတို့ပြောခိုင်းတာလို့ပြောတယ်ဆိုတော့ဒေချာနားထောင်နော်ကျွန်တော်ပြောတဲ့စကားအလွဲအမှားအတွက်ကျွန်တော်တာဝန်ခံမယ်အဲ့ဒီစကားအတွက်လည်းကျွန်တော်တာဝန်ခံရလိမ့်မယ်ဆိုတာသိတယ်ဒါပေမဲ့တိတိကြီးနဲ့ကျွန်တော်ပြောတာအဲ့ဒီလူတွေနဲ့မျက်နှာချင်းကိုဆိုင်ကျင်လို့ပြောတာနော်ပန်ဆယ်လူကသူတို့အချက်လက်ပေးလိုက်တာလည်းမဟုတ်ဘူးသူကနဲ့သူဗျမ်းပရာသူကသူရှောက်ပြောနေတာကျွန်တော်တို့တာဝန်ခံစရာမလိုဘူးနော်အဲ့ဒါဆိုရင် statement ထုတ်ပေးပါနော်ဒီတယောက်ကဒီလိုတွေပြောနေတယ်ဆိုတော့သူကဒီလိုပဲလူတကာနဲ့ပတ်ပြီးပြဿနာရှာနေတဲ့ကိစ္စနော်သူပြဿနာရှာတိုင်းကျွန်တော်တို့က statement ထုတ်ပေးနေရအောင်ကျွန်တော်တို့နဲ့မဆိုင်ဘူးဆိုတာမျိုးသူတို့ပြောလာခင်ဗျားတို့အဲ့လိုကြီးတော့အဆင်မပြေဘူးဆိုတာကျွန်တော်ပြောတဲ့ခါကျတော့ဟုတ်တယ်နော်သူလည်းတတ်နိုင်တယ်လို့ဒီဒေါ်လာရေးမှာသူတို့ကိုငွေရှာပေးနေတဲ့အတွက်ဒီလိုမျိုးလုပ်လိုက်ရင်လဲသူတို့အနေနဲ့မသိတော့ဘူးပေါ့နော်သူ့ကိုဘယ်လိုပြောမလဲဓာတ်ရိုက်ကြီးစော်ကားလိုက်တယ်လို့ဖြစ်သွားမှာဆိုတဲ့ပုံစံမျိုးပေါ့မပန်ဆယ်လို့ကျွန်တော်ကိုပြောတယ်လို့ပေါ့ဗျာထိုးချလိုက်တယ်လို့ဖြစ်သွားမှာဆိုတဲ့အတွက် statement ထုတ်မပေးပါဘူးတဲ့ဆိုတော့ကျွန်တော်ဘာသာရှင်းတာရှင်းလေးရဲ့သူတို့ပြောတာလေဒီအချက်လက်တွေမပေးဘူးသူကလည်းသူဗျမ်းပါသူကသူရှောက်ပြောတာနော်အဲ့ဒါဆိုရင်လည်း statement ထုတ်ပေးပါဆိုတော့သူကလူတကာနဲ့ပတ်ပြီးပြဿနာရှာနေတာသူပြဿနာရှာတိုင်းကျွန်တော်တို့ live statement ထုတ်ပေးရအောင်ကျွန်တော်တို့အလုံးမဟုတ်ဘူးဆိုတော့
ပြီးရောအဲ့တော့ကျွန်တော်လည်းကျွန်တော်ဘာသာရှင်းရတော့နော်အဲ့ဒီစကားကိုကျွန်တော်မပြောသင့်ဘူးအလွဲအမှားမှန်သိတယ်ဒါပေမဲ့ကျွန်တော်တာဝန်ခံတယ်မချင်နဲ့ရင်အဲ့ဒီ MOD ကကျွန်တော်စကားပြောထားတဲ့လူနဲ့မတ်ပန်ရဲ့ကျွန်တော်ရဲ့သုံးပွင့်ဆိုင်ကျွန်တော်လူတို့ရှိမှာဖြစ်ရှင်းရဲတယ်အဲ့ဒါဘာကြောင့်ဆိုတာအဲ့ဒီကြရင်ကျွန်တော်ပြောပြနော်အဲ့ဒီမှာကျွန်တော်တစ်ချက်ပြောချင်တာပြည်သူတွေလည်းစစ်စစ်ဆက်ဆက်စဉ်းစားပါအစိုးရတစ်ခုကသူ့နာမည်ကိုပေါ်ပေါ်တင်တင်သုံးပြီးတော့သူတို့ပြောခိုင်းလို့ပြောတာပါလို့ပြောတဲ့လူကိုဘာမှမလုပ်ရဲဘူးဘာစတေးမှမထုတ်ရဲဘူးကျွန်တော်အစိုးရကိုအဲ့လိုမျိုးဖြစ်စေချင်တာမဟုတ်ကျွန်တော်မှားရင်လည်းပြက်ပြက်သားသားကင်တွယ်မှားနေပါတယ်လို့အော်မနေနဲ့တိတိသားသားရှိလာတဲ့အချက်တွေကိုပြက်ပြက်သားသားကင်တယ်အခုကိစ္စမှာမတ်ပန်ဆယ်လိုက MOD NUG ကသူတို့ပြောမရတဲ့ဟာတွေကိုသူ့ကိုအသုံးချတာပါလို့ပြောသွားတဲ့ကိစ္စသူတို့ပြက်ပြက်သားသားကင်တွယ်ရမှာမတ်ပန်က post တစ်ခုတင်ပြီးတော့သူညင်းထားတာရှိတယ်ပြောင်ပြောင်ညင်းတယ်လို့ပဲပြောပေါ့သူမပြောဘူးပေါ့ကျွန်တော်ကစကားကိုကတ်ပြောတယ်လို့သူ post တစ်ခုတင်ထားတာကြည့်လိုက်ကျွန်တော်ကစကားကတ်ပြောတယ်ထင်လို့ရှိရင်48မိနစ်နဲ့49မိနစ်ကိုသွားပြီးကြည့်လိုက်ကျွန်တော်ကအချက်လက်နဲ့ပဲပြောမှာကျွန်တော်စီးမဲ့ကမ်းမဲ့သူတစ်ပါးကိုမတိုက်ခိုက်အဲ့ဒီမှာကျွန်တော်တို့ရဲ့ဝန်ကြီးဌာနတွေအနေနဲ့ကျွန်တော်ပြောချင်တာတစ်ခုရှိတယ်ကျွန်တော်စဉ်းစားတယ်မတ်ပန်ဆယ်လိုကသူတို့မပြောဘဲနဲ့မြန်ဒီလိုပြောတာလားပေါ့ဟုတ်ရောဟုတ်ရဲ့လားပေါ့ဒါမှမဟုတ်ရင်သူတို့ကပြောရတဲ့နဲ့မြန်ခေါင်းရှောင်တာလားပေါ့ကျွန်တော်ဝေဝါးသွားတယ်နော်ကျွန်တော်တကယ်ဝေဝါးသွားတယ်တကယ်လို့ဝန်ကြီးဌာနအနေနဲ့မတ်ပန်ဆယ်လိုကိုဒီအချက်လက်အမှားတွေပေးတယ်မတ်ပန်ဆယ်လိုတို့နဲ့တွေ့တယ်ဆိုရင်လည်းကျွန်တော်ပြောချင်တာဒီလိုမျိုးငွေရှာပေးတဲ့ထောက်ပို့တွေနဲ့တောင်မှဒီလိုအချက်လက်တွေတစ်ခုချင်းရှောက်ပြီးတော့ထုတ်ပေးနိုင်လောက်အောင်အချိန်တွေရှိပြီးတော့မြေပြင်ကအသက်ဆွန့်ပြီးတိုက်နေတဲ့ခေါင်းဆောင်တွေနဲ့ကြတော့တွေ့ဖို့ပြောလိုက်ရင်မအားသေးပါကြီးပဲအခုလဲကျွန်တော်တွေ့ဖို့ပြောတဲ့အခါကျတော့ဝန်ကြီးဌာနအနေနဲ့မအားသေးဘူးပဲကျွန်တော်တို့အနေနဲ့ပို့ပြီးကောင်းမွန်တဲ့အခြေအနေတွေဖြစ်လာဖို့မျှော်လင့်မိမယ်တွေ့ပြီးတော့မှပဲပို့ပြီးတော့ပြောနိုင်တော့မယ်ထင်တယ်နော်ဒီ influencer တွေထောက်ဖို့တွေနဲ့ပိုက်ဆံရှာပေးတဲ့လူတွေနဲ့တွေ့တယ်လို့မြေပြင်မှာတိုက်ပွဲဝင်နေတဲ့လူတွေနဲ့လဲဝန်ကြီးဌာနတွေနဲ့ဂရုတစိုက်တွေ့ဖို့လိုအပ်တယ်အဲ့လိုမျိုးတာအလေးပေးပြီးတွေ့နေမယ်ဆိုလို့ရှိရင်တချို့ပြဿနာတွေကအလိုလိုပြရှင်းသွားမယ်အစိုးရအနေနဲ့လဲအားနည်းချက်တွေကိုတတ်နိုင်သမျှနော်ရှောင်ရှားပြီးတော့တကယ်ကိုပဲအာဂရိကင်းနဲ့တာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိတဲ့အစိုးရတည်းဖြစ်လာလိမ့်ကျွန်တော်တို့ကအဲ့လိုဖြစ်စေခြင်းလို့ပြောနေတာအခုကိစ္စကိုတခြားနားထောင်ကြည့်သူတို့နဲ့မဆိုင်တယ်လို့လှုပ်သွားတယ်ဟုတ်တယ်လားမဟုတ်ဘူးလားမတ်ပန်ဆယ်လိုနဲ့သူတို့ကြားမှာပဲသိလိုက်တော့ဒါပေမဲ့ကျွန်တော်တို့ပြည်သူတွေလည်းတော်ယုံတန်ယုံအတွေ့ရှိတဲ့လူဆိုရင်ကိုသုံးသပ်နိုင်ပါတယ်ကျွန်တော်အဲ့ဒါကြောင့်ဟိုနေ့ကပြောတယ်နော်လူတွေကိုရမ်းပြီးမတိုက်ခိုက်ကြနဲ့သူများအသုံးချကံဖြစ်မယ်နော်အလကားနေရင်နိုင်ငံရေးနာနာဘာဝတွေဖြစ်သွားမယ်နော်စုံတစေကဝေတွေဖြစ်ကုန်မယ်ကျွန်တော်တို့မှာနိုင်ငံရေးပုံနကတိုက်ခံနေရတာတွေအများကြီးရှိတယ်ကျွန်တော်တို့မြန်မာတွေနားလည်တဲ့ပုံနကတိုက်တာကျွန်တော်အဲ့လိုတိုက်ခံနေရတယ်အဲ့ဒါကြောင့်ကျွန်တော်ကိုယ်တိုင်ထွက်ရှင်းနေရတာတချို့ကဆရာကြီးကိုယ်တိုင်ထွက်မရှင်းပါနဲ့ကျွန်တော်ဆရာကြီးတော့မဟုတ်ဘူးကျွန်တော်အဖွဲ့မှာတော့ကျွန်တော်မှထွက်မရှင်းရရင်ဒီအမောင်ပြောကတွေကရင်ဆိုင်နိုင်မှာမဟုတ်လို့ကျွန်တော်ထွက်ရှင်းရနောက်တစ်ခုကျွန်တော်မတ်ပန်ကိုကျွန်တော်ပြောပြပါမယ်မောင်နှမချင်းစိတ်မဆိုးနဲ့ပေါ့မတ်ပန်မေးသွားတဲ့မေးခွန်းတွေကကျွန်တော်အဲ့လိုဖြေမှရမှာအဲ့ဒီတုန်းကလည်းမတ်ပန်ရောမတ်ရွှေမိုးရောကျွန်တော်ဖြေလိုက်ပါတယ်နော်အဲ့ဒီလိုပဲကြာကြာနာနာရှင်းပြလိုက်တယ်ဒါပေမဲ့သူ့ဟာနဲ့သူဒီကနေ့ကျမှဘယ်လိုတွေထွက်လာတယ်တော့မပြောတတ်ဘူးအဲ့ဒါ yes or no လို့ဖြေလို့မရဘူးကျွန်တော်နော်အဲ့လိုဖြေုံနဲ့မရတဲ့အကြောင်းဥပမာလေးတစ်ခုပေးမယ်နော်စိတ်မဆိုးပါနဲ့ဒါကျွန်တော်တိုက်ခိုက်တာမဟုတ်ဘူးမတ်ပန်ပြောသလိုပေါ့မတ်ပန်ပြောတဲ့ကိုနဂါးရဲ့အပုတ်သတင်းတွေပေါ့တိုင်းမရတဲ့နေရာကတောင်မှကျမတို့စီမှာကြားတယ်အပုတ်ပွားနေတဲ့သတင်းတွေပေါ့အဲ့ဒီလိုပါပဲလူတွေကြားမှာကျွန်တော်တို့စီမှာလည်းလာတာပဲကျွန်တော်တိုင်းမဲ့မတိုက်ခိုက်ဘူးကျွန်တော် post တွေကိုလှန်ရှာကြည့်လိုက်မတ်ပန်ကို post တွေကိုပြန်လာပြီးရှာကြည့်လိုက်ဘယ်သူကစပြီးတိုက်ခိုက်တယ်လဲຫນွေဦးမဲ online ဆိုတဲ့ post ကနေကျွန်တော်သိခံပါတယ်ခွန်းလွတ်တယ်ဘသူနေနေကျွန်တော်သိခံတယ်တတ်နိုင်တယ်များခွန်းလွတ်တယ်အေးဒါပေမဲ့ငကားကခွန်းလွတ်နိုင်တဲ့အတိုင်းတာကိုကြော်လာပြီဆိုရင်တော့ကျွန်တော်မှအကြောက်တရားဆိုတာထားကိုမထားဘူးဘယ်အဖွဲ့အစည်းဘယ်လိုအုပ်စုမျိုးသူ့ဟာနဲ့သူဘယ်အချိန်ကဘယ်ဟာတွေကိုဘယ်လိုဖြိုလဲထားတာကျွန်တော်မကြောက်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အမှန်တရားကိုကင်ပြီးပြောမှာအဲ့ဒီမှာမတ်ပန်ပြောသလို yes or no ဖြေမရတဲ့အကြောင်းကိုစိတ်မဆိုးကြီးပေါ့ဗျာကျွန်တော်ပြောပြမယ်
ပြည်သူတွေကျွန်တော်စီကိုပြောပြလာဒါကွန် prime project ကငွေတွေကိုပြောတဲ့အတိုင်းမဝယ်ဘဲနဲ့လိန်ထားကြတယ်တဲ့တစ်အချက်နော်သတင်းပို့လာတာတော်လန်ရတနာတွေရောင်းရင်ထောက်ပို့ရင်စီးပွားရေးလုပ်ရင်းနဲ့ရုတ်တရက်ပဲနော်အမေရိကမှာသူ့အရင်ရောက်တဲ့လူတွေတောင်မှသူတို့လောက်မချမ်းသာဘူးတိုက်တွေအိမ်တွေမြေကွက်တွေအဲ့ဒါကိုမပန်ဟုတ်မဟုတ်ရက်စော်နိုးပဲဖြေပေးပါလို့ကျွန်တော်မေးရင်မပန်အဆင်ပြေမလားမပြေဘူးလေအဲ့ဒါတွေကသူများအထင်လွဲတယ်လို့လဲဟုတ်ချင်မှဟုတ်နေမှာလေတခြားမပန်စ조사မှုတွေရှိနေမှာပဲနော်ဒါ compliance project ဆိုတာလေခုနပြောတဲ့ဒါမပန်ဒါရုပ်တရက်စီးပွားပဲအရင်ရောက်နေတဲ့လူတွေထက်စီးပွားရေးသူ့အတူဘလောက်တက်တက်မပန်ရဲ့စ조사အားထုတ်မှုနဲ့အရေးချင်းကြောင့်ဒီလိုစီးပွားပြတ်သွားတယ်ဒါမပန်ရှင်းပြမှရမှာလေရက်စော်နိုးနဲ့တယ်မပြီးဘူးနိုးလို့မပန်ဖြေလိုက်ရင်ရတယ်ကျမမဟုတ်ဘူးဖြေလိုက်ရင်ရတယ်ဒါပေမဲ့လူတို့တွေကကြဒိုလောဖြစ်နေမှာပေါ့ကျွန်တော်ကအဲ့လိုမေးရင်ကျွန်တော်မတရားတာပဲလေမပန်စ조사လို့မပန်ဖြစ်လာတာနောက်ဒါ compliance project ကမပန်နဲ့အစိုးရအလင်းအတင်းတဲ့နေရာမှာသုံးထားတာဖြစ်ကြမှာပေါ့အဲ့လိုပဲပြောတဲ့အတိုင်းမဝယ်တာနဲ့မဝယ်ပဲလိန်ထားတယ်ဆိုတာဟုတ်ပါသလားလို့ကျွန်တော်မေးရင်ကျွန်တော်မတရားတာကြမှာပေါ့မပန်နားလဲစေချင်တာပါနောက်တစ်ခုမပန်အနေနဲ့အမှန်တရားကြိုက်တဲ့လူတယောက်အနေနဲ့ပေါ့ဗျာမပန်ကိုကျွန်တော်က satellite ဖုန်းကြီးနဲ့ဆက်သွယ်လာတယ်လို့မပန်အားရပါရကြီးပြောသွားတယ်ကျွန်တော် satellite ဖုန်းဒီကနေ့ဒီမသုံးပါဘူးနိုင်ငံခြားမှာကျွန်တော်နဲ့ဖုန်းပြောဘူးတဲ့လူတွေကိုယ့်ဘာကိုပြန်စဉ်းစားကြပါငါက satellite ဖုန်းနဲ့တစ်ချိန်ခေါ်ဘူးသလားကျွန်တော် overseas call နဲ့ခေါ်ရပါတယ်ကျွန်တော်ကင်နေကြဖုန်းလေးနဲ့ overseas call ဝယ်ရပါတယ်နော်ဥပမာ operator တွေကချပေးတဲ့ overseas call ဘယ်နိုင်ငံတွေဝယ်လို့ရပါတယ်ဆိုတာလေးနဲ့ကျွန်တော်ခေါ်ပါတယ်ဒီကနေ့ဒီကျွန်တော် satellite ဖုန်းလဲမသုံးနိုင်ပါဘူးကျွန်တော် line သုံးတာလဲ satellite ဖုန်းမဟုတ်ပါဘူး line ရတဲ့နေရာကနေပြီးတော့ line ရတဲ့ဟာကဖုန်းကနေပြီးတော့ကျွန်တော် wifi နဲ့တစ်ဆင့်သုံးနေတာနော်မပန်အဲ့ဒါတော့ဘာသဘောနဲ့ပြောတယ်ဆိုတာမပန်စိတ်ထဲမှာပဲရှိလိမ့်မယ်အားရပါ satellite ဖုန်းကြီးနဲ့တန်းခစ်ကိုဘယ်လောက်တဲ့350လောက်ကုန်တဲ့ဟာကြီးနဲ့ခင်ဗျအဲ့လိုမပြောစေချင်ကျွန်တော်ကလူတို့ပတ်စံကိုကျွန်တော်အခုဝတ်ထားတဲ့ပြောင်ရောင်လို့ပြောချင်ပြောကြလိုက်မယ်ဒီအင်ကြီးတွေတောင်ကျွန်တော်မဝတ်ဘူးဝယ်ပေးတဲ့လူတွေသိလိုက်မယ်ပါကင်လိုက်သူတို့ကလည်းသူဝယ်ပေးကြကျွန်တော်စစ်တိုက်တယ်ဆွတ်ကျဲဂျိုင်းပြက်ကိုအပြန်လန်လျှော်ပြီးတော့မိုးရေထဲမှာလှမ်းပြီးတော့တောထဲမှာလှမ်းလိုက်ဝတ်လိုက်နဲ့နော်ပစိုးဆိုလျှော်တရားမရှိလို့အဲ့ဒီရေစိုးကြီးနဲ့ပစိုးနဲ့6ရက်လုံးအိတ်တယ်ကျွန်တော်နဲ့အတူတိုက်ပွဲဝင်ခဲ့တဲ့ရဲဘော်တွေသိပါနော်လဲတရားတဲရောက်ရှိတဲ့နေရာမှာကျွန်တော်ပစိုးလဲပြီးတော့တိုက်တယ်အဲ့ဒီချိန်ကကျွန်တော်ဗိုက်စာမရှိတာမဟုတ်ဘူးကျွန်တော်ကိုယ်တိုင်သိန်းရာချီပြီးရှာနိုင်တယ်ရဲဘော်တွေရဲ့လက်နဲ့ခဲရန်အတွက်ပဲသုံးပေးတယ်ကျွန်တော်မဖြုံးမှုအခုပြည်သူဗိုက်ဆန်လဲကျွန်တော်မဖြုံးမှုအခုတရင်ကျေပြန့်လာတော့ကားတွေဝယ်တယ်သုံးတယ်တရင်အတွက်ပဲသုံးတယ်ကျွန်တော်မိသားစုအတွက်ကျွန်တော်ကားလဲမဝယ်ဘူးမြေလဲမဝယ်ဘူးအိမ်လဲမဝယ်ဘူးတိုင်လဲမဝယ်ဘူးကျွန်တော်သုံးနေတဲ့ခေါင်းလင်းကြီးဒီသူကဝယ်ပေးတဲ့ဟာပဲသုံးတယ်ဝယ်ပို့တဲ့လူတွေသိပါတယ်ချစ်တဲ့ညီကိုမောင်နှမတွေဝယ်ပို့ကြတယ်အရဲဘော်လေးတွေပေးသုံးတယ်လိုရှင်းတွေပါတယ်ပေးတယ်ကျွန်တော်လိမ့်တာဝါသနာလည်းမပါဘူးနော်ဒါပေမဲ့ကိုညီကိုမောင်နှမတွေပေးတဲ့ဟာဆိုပြီးတော့နော်တခါတရံရဲဘော်တွေကျင်တဲ့အောင်လက်လောက်ပဲလိမ့်တယ်ကျွန်တော်မျက်နှာဘာစနိုးလိုအရာတောင်ကျွန်တော်မလိမ့်ဘူးတနခါလိုအရာလည်းမလိမ့်ဘူးဒါဆက်မိလို့ကျွန်တော်ပြောတာပါခဏပြောနေကြလွန်းလို့နော်ကျွန်တော်လူလူပိုက်ဆံကိုမဖြုံးပါဘူးကျွန်တော်လိုက်လွှင့်နေတာက wifi နဲ့သူများစီကနေပြီးတော့ရတဲ့ wifi နဲ့ကျွန်တော်သုံးနေတာပါနော် satellite ဖုန်းလဲကျွန်တော်ဖုန်းဆက်ဘူးတဲ့နိုင်ငံခြားသားတိုင်းမဲကြည့်ပါနိုင်ငံခြားမှာနေတဲ့သူတိုင်းကျွန်တော် overseas call နဲ့ပဲပြောတယ်မပန်နဲ့မရွှေမိုးကိုလည်းကျွန်တော် overseas call နဲ့ခေါ်တာပါနော်ကလေးတွေလို့ပြောရင်တော့ခင်ဗျားတို့မညာပါနဲ့ဗျာအဲ့ဒါဆိုရင်လည်းနောက်ဆုံးအဆင့်ခင်ဗျားမှတ်ထားတဲ့ contact ထဲမှာကျွန်တော်ရဲ့ satellite ဖုန်းနံပါတ်လေးကျွန်တော်ကိုပြောပြနော်အဲ့ဒါကတော့ငွေချင်းနဲ့ပတ်သက်ပြီးရှင်းတာမပန်လိုက်မှာတစ်စင်ချင်းကျွန်တော်ကိုတိုက်ခိုက်သွားတာတွေကျွန်တော်ပြန်ပြီးပြောပြမယ်နော်MRDA ကိုဟိုးအစကလေးကထောက်ပံ့ခဲ့တယ်တဲ့ဟိုးအစဆုံးဒေါ်လာကြီးအစမှာထောက်ပံ့တာမှန်ပါတယ်မပန်ထောက်ပံ့တာဟိုးအစဆုံးမှာပါနော်53သိန်းအပါအဝင်100ပဲရှိပါ100ပတ်ဝန်းကျင်ပဲရှိပါအဲ့ဒီနောက်လုံးဝမလာပါဘူး
နော်ဟိုလူကဒီလိုပြောလို့ဒီလူကဟိုလိုပြောလို့ဥမာရန်ကုန်ကဟိုမခင်လင်းလင်းဖြူလို့ပြောတဲ့ကိစ္စတွေရှောက်ပြောလိုက်မယ်အဲ့ဒီအရင်ကလေးကမလာပါဘူးအလူငွေမတ်ပန်စီကနော်ကျမတို့လှူထားတဲ့ fundraiser တွေလှူထားတဲ့ဟာနဲ့ရဲမာပင်ခရိုင်ကိုကာကွယ်ပြပါဆိုတာမျိုးတွေကျွန်တော်ကာကွယ်ပါတယ်နော်ဟိုနေ့ကညနေတော့မှလာတယ်မီးရှို့မခံလိုက်ရဘူးပစ္စည်းလူမခံလိုက်ရဘူးကျွန်တော်တို့ရဲဘော်တွေမနာဘူးအိုးဒေါ်လာ4 သိန်း project ကနေပြီးတော့ရောက်လာတဲ့ငွေတွေလက်နက်တွေနဲ့ရောက်ချင်းကျွန်တော်ရဲဘော်6ယောက်အသက်စတေးလိုက်ရတယ်တပတ်10ရက်လောက်စစ်ကြောင်းတရွာမှမီးရှို့မခံလိုက်ရဘူးဒေါ်လာ4 သိန်း project ကနေရလာတဲ့လက်နက်တွေနဲ့ချက်ချင်းလိုက်ကာကွယ်ကြပါတယ်တိုက်ကြပါတယ်အခုလဲနေရာအနှံ့မှာတိုက်ပါတယ်တချို့ကမတိုက်ဘူးလို့ထင်နေတဲ့လူတွေကျွန်တော်MRDA တိုက်ပွဲသတင်းကိုကျွန်တော်မတင်တော့ဘူးကျွန်တော်ပြောစရာမလိုဘူးသတင်းမီဒီယာတွေရှိတယ် page ကရှိတယ်အဲ့ဒီကသွားကြည့်ပါနော်ဘိုးနဂါးကိုဘယ်သူမှမသိခင်နဂါးကိုလူသိပြီးမှပံပိုးမှုယူတာပါနော်ကျွန်တော်အစာပိုင်းကဒေါ်လာရေးမှာပံပိုးမှုမယူဘူးအားလုံးသိကြလိမ့်မယ်မြိုင်ဘက်ကခရော့တို့နော်ဗိုလ်တန်ဒုတ်တို့ကိုသွားမေးပါချောင်းဦးကညီလေးဇာနီသိန်းတို့ကိုမေးပါနော်မြိုင်ကခရော့တို့ကျွန်တော်နယ်ဘက်မှာလက်တွေ့အတွေ့အကြုံကိုလိုချင်တယ်တိုင်းရင်းသားနယ်မြေဘက်ကိုသွားတာထက်ဘိုးနဂါးစီမှာပဲလက်တွေ့စစ်တိုက်တဲ့ပညာကိုသင်ကျင်ပါတယ်ဆိုပြီးတော့မြိုင်ဘက်ကခေါင်းဆောင်ကိုတန်ဒုတ်တို့ဘာဂျာတို့ကိုယ်တိုင်သူ့ရဲဘော်တွေကိုကျွန်တော်ဒီအပ်ပြီးတော့မြေပြင်မှာကျွန်တော်နဲ့တိုက်ပွဲလိုက်တယ်နော်တိုက်ပွဲလိုက်ပြီးတော့သူတို့တိုက်ပွဲသတင်းတွေကျွန်တော်ဒီကိုခွန်တောင်းပြီးတင်တယ်သိန်းထောင်ကနန်းရလို့အကိုကြီးတင်လို့ရှိရင်ပြည်သူတွေကပိုလူမှာပါနော်အကိုကြီးအလူခံမှာလို့ပြောတာတောင်ကျွန်တော်အဲ့လိုကြီးအလူမခံရင်မို့ကွာတော်လန်ရေးလေကျွန်တော်တော့ဟိုညံကောင်းမြန်သွားလိမ့်မယ်လို့ထင်တာပေါ့ဗျာဒီလောက်ပြည်သူတွေကဆန့်ကျင်လာရင်စစ်ကောင်စီကလက်နက်ချသွားလိမ့်မယ်လို့ထင်ပြီးအလူမခံရင်ဘူးငါနဲ့ကအယောင်းဝယ်လေးနဲ့ဒါသိန်းရချီရနေတဲ့ပမာဏအရဲဘော်တွေစားလို့ရတယ်လက်နက်ခဲယံလေးတွေလည်းတက်နိုင်တယ်လို့ဝယ်လို့ရတယ်ဆိုပြီးအများကြီးရမှာဆိုပြီးခိုင်းတယ်တကြီးခိုင်းတာတောင်မှကျွန်တော်အလူမခံပါဘူးအဲ့ဒီမှာမတ်ပံပြောသွားတယ်ဘာသတင်းမှမကြားရပါဘူးဆိုတဲ့ PRA နဲ့နော်အဲ့ဒီတုန်းကလေးကပြန်ကြည့်လိုက်ပါ PPDF တမိုင်းကိုပြန်သွားကြည့်လိုက်ပါ PRA တို့ကကျွန်တော်အရင်တက်ရှင်အလူခံနေပါအဲ့ဒီမှာငါရေခုခင်ဗျားပို့တဲ့ဖိုင်ရအဲ့ကလေးအဲ့ဒီ PRA ကအဲ့တိုက်ပွဲသတင်းတွေတင်ထားတော့ရဲဘော်တွေကအကိုဆရာအကိုနော်ကျွန်တော်တို့တိုက်တဲ့တိုက်ပွဲသတင်းတွေတင်ပြီးအလူခံနေတာအဲ့ဒါကြောင့်နော်ဒီလိုကျွန်တော်တို့အလူခံဖို့လိုပြီဆိုပြီးလာပြကကြမှာအဲ့ဒီမှာအလူခံထားတာတွေကျွန်တော်တို့ရှေ့မှာအများကြီးသိရာကြီးကနန်းအဲ့ဒီတော့ကကျွန်တော်အတိအကျတော့မပြောတတ်ဘူးရာကြီးကနန်းပဲထောင်ကနန်းမပြည့်အောင်ရာကြီးကနန်းလောက်ရှိအဲ့ဒီမှာကျွန်တော်လည်းအံ့ဩသွားတာဒါကြရင်တော့ဟုတ်တယ်ပင်မန်းတော့ငါရဲဘော်တွေကပင်မန်းနေရတာဆိုပြီးတော့ကျွန်တော်တို့တိုက်ပွဲသတင်းစတင်ပါတယ်တင်ချင်းပြဿနာတက်တယ်နော်ပြဿနာတက်လို့နောက်ပိုင်းမှာအချက်အလက်နဲ့ကျွန်တော်တို့ရှင်းနိုင်လို့နောက်ပိုင်းမှာလူထုတွေကျွန်တော်တို့ကိုသိလာပြီးတော့နော်လှူကြပါတယ်ကျွန်တော်ကနာမည်မပေါက်ခင်ကအလူခံတာမဟုတ်ပါဘူးနာမည်ပေါက်ပြီးမှပံပိုးမှုယူတာပါအဲ့ဒီအစောပိုင်းမှာနော်ပြည်သူတွေကမတ်ပံခမားကနော် PRA ကြလှူပြီးတော့ဒီမှာတိုက်ပွဲသတင်းအငင်းခုံလုပ်နေတာဘိုးနဂါးတို့ကတကယ်တိုက်တာအချက်လက်တွေနဲ့ရှင်းလာပြီဆိုတော့ကျမှသူလှူပါတယ်အဲ့ဒီမှာ53သိန်း PRA နဲ့ကျွန်တော်တို့နဲ့အဲ့ဒီတုန်းကအတူတူခွဲလှူလိုက်တာကျွန်တော်မှတ်မိပါအဲ့ဒီအရင်အားလုံးစုစုပေါင်းသိန်း100ပါပဲအဲ့ဒီမှာ PRA နဲ့အဲ့လိုခွဲလှူပြီးတဲ့တစ်ချိန်တဝက်စီအတူတူလှူတာပါအဲ့ဒါပြီးတဲ့နောက်ကလေးကမပန်စီကအလူငွေလုံးဝမလာပါဘူးဟိုဒေါခင်လင်းဖြူတို့ရန်ကုန်ကတာဝန်ခံဆိုတာတွေကျွန်တော်ဒေါခင်လင်းဖြူဆိုတာကျွန်တော်တို့ရဲ့ MRDA ရဲ့တာဝန်ခံလည်းမဟုတ်ပါဘူးနော်အဖွဲ့တဲကမှသူ့ဟာနဲ့သူအဲ့ဒီအဖွဲ့ကိုဥဆောင်လုပ်ပေးနေတဲ့ထဲကတာဝန်ခံဆိုတဲ့စကားလုံးသုံးလို့ရလောက်တဲ့ဒီခေါင်းဆောင်တယောက်ပေါ့သူတူတဲ့တာဝန်ခံလည်းမဟုတ်ပါဘူးဒါ MRDA ရဲ့အာဘော်တွေလည်းမဟုတ်လို့ကျွန်တော်ပြတ်သားတတိပေးထားပြီးပြီသူ့ကိုအဲ့ဒီအဖွဲ့ကနေပြီးတော့ဒါမှအဖွဲ့ဝင်တယောက်အဖြစ်လဲပြောင်းခိုင်းလိုက်ပြီအခုဆိုရင်ရှင်းပြောရရင် MRDA ဆိုတဲ့နာမည်ကကျွန်တော်တို့ပြောင်းတော့မှာမလို့တာလောလောဆယ်မဖြတ်ခိုင်းနေတာနော်ကျွန်တော်ဘခင်လင်းဖြူကိုလည်းပြောထားပါတယ်ကိုယ့်ဘာကိုပဲလှုပ်ရှားတော့ MRDA နဲ့မသက်ဆိုင်တော့ဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်ကျွန်တော်ပြောထားပါတယ်အမားတို့ကလည်းသူ့ဟာသူနားလဲပါတယ်သူ့မကျေနပ်ချက်တွေပေါ့ကျွန်တော်လိုပဲသူ့မှာလည်းနာကျင်စရာတွေရှိထားလို့သူအဲ့လိုစကလုံးတွေထွက်တာဖြစ်လိမ့်မယ်နော်အဲ့ဒီတုန်းကလည်းအဲ့ဒီစကလုံးကိုတည်သွားတဲ့လူကအဲ့ဒီပကဖတဲကနေပဲသူတို့စီကိုဝင်လာပြီးတော့ပြန်ထွက်သွားတဲ့ကလေးလို့သိရပါတယ်နော်အဲ့ဒီမှာဘောနော်
သူဒါမပန်ပြောထားတဲ့ light ထဲကအခုန satellite ဖုန်းဆိုတာလဲဒါမဟုတ်ဘူးဆိုတဲ့အကြောင်းကျွန်တော်ပြောပြီးပြီနော်အဲ့ဒီမှာနော်ဆရာကြီးဇော်ဝေဆိုးရှိပါသေးတယ်ဒေါ်လာ2သိန်းမဟုတ်ဘူးဆိုတာလဲဆရာကြီးဇော်ဝေဆိုးကိုသွားမေးလို့ရပါတယ်နော်ဟိုတနေ့ကကျွန်တော်မတ်ပန်ကိုခေါ်ခဲ့ပါတယ်မတ်ပန် line ပေါ်မှာကျွန်တော်တို့အဲ့လိုရှင်းရအောင်ပါဆိုတော့သူ့ဟာနဲ့သူနော်ကိုနဂါးကစကားပြောရင်ဝိလေကြောင်ဘက်ပြောတယ်တဲ့ကျွန်တော်စကားလုံးတွေကိုကြားနာနာအကုန်ပြန်ကြည့်ပါကျွန်တော်ဝိလေကြောင်ဘက်မပြောဘူးအဲ့လိုပြောကြည့်ဆိုရင်သူကမှဝိလေကြောင်ဘက်နဲ့ပြောသွားတာတွေအများကြီးကျွန်တော်ကအချက်လက်နဲ့ပြက်သားတာတိတိကျကျပဲကျွန်တော်ဖြေရှင်းပါတော့သူ့ကိုလည်းပြောတယ်ဒါပါတက်ခဲ့ပါဆိုတော့သူပြောတဲ့ yes or no ကိစ္စလက်မခံရင်yes or no ဖြေပေးမှလားတဲ့ကျွန်တော်လည်းအဲ့ဒါဆိုရင်မပန်ကိုမေးပါမယ်ပေါ့နော်လိုက်ကြရင်နော်အဲ့ဒီ zoom မှာမေးပါမယ်ကျွန်တော်မေးတဲ့မေးခွန်းကိုလည်းမပန် yes or no ပဲဖြေပေးမယ်ဆိုရင်ကျွန်တော်လည်းရပါတယ်ဆိုတော့သူတဘောမတူဘူးအဲ့လိုနဲ့ကျွန်တော်တို့ဒီမှာအတူတူတက်ပြီးဆွေးနွေးဖို့အဖြစ်ခဲ့ဘူးပြောပါတော့ဗျာနော်အဲ့ဒီမှာ satellite phone ကိစ္စတွေဝိလေကြောင်ဘက်သူပြောတာပါမရွှေမိုးနဲ့သူမရွှေမိုးဆိုတာလဲမောင်လေးလိုချစ်တာတွေရောဘာတွေရောနဲ့ကျွန်တော်တို့မှာတကယ်မောင်ချင်းနှမချစ်ကျွန်တော်မှာတော့ယုံလိုက်ရတာနော်အခုကျတော့ post တွေကြည့်လိုက်တော့သူတို့ဘယ်လိုတွေလှုပ်သွားကြတယ်မသိဘူး satellite phone လဲကျွန်တော်မသုံးဘူးကျန်တဲ့လူတွေလည်းမဲကြည့်ပါကျွန်တော်ယုံကြည်နဲ့သူတို့အေးအေးဆေးဆေးကြာနာအကုန်ရှင်းပြလိုက်တယ်နော်ကျွန်တော်မှာတချို့တွေကနောက်ကျောရတဲ့ဓာတ်တွေရှိတယ်ထင်တာခေါင်းတွေပေါ်ကရောနံဘေးတွေရောဖွားဖွားအောက်တွေရောဓာတ်တွေစုံလို့ဆိုတာကျွန်တော်ဒီနိုင်ငံရေးကြမှာသိလာရတယ်